တော်သက်ဆိုတဲ့ပဒရာကင်းကြီးတော်ဘောင်းချေပါတဲ့ဒီထမဆောက်ရည်ဒီချင်းတိုင်အောင်ကြားရှင်လမ်းပြခွေကမဆတဲ့လောကရက်ကိုကြားသိတရားတဲ့အခွင့်ကိုပြည့်ချေပြုတင်တယ်ဒီအချိန်မှာလည်းကရောရှင်ရဲ့အသက်ရှင်တဲ့လောကဘတ်တော်ကိုဒီညမှာကရောရှင်ဖဖျားဒါပြီးတော့တိုင်းရဲ့အသက်တာအသီးသီးမှာကရောရှင်တည်ထူတဲ့အရာကိုလည်းကရောဒီညမှာခွင့်ကမဲ့တော့ခြေသူတင်တဲ့အသုံးတော်ကမဲ့ဆရာရဲ့တက်တာကိုလည်းကောင်းကြီးပေးပါခံယူကြမဲ့ဒါမေချာရဲ့တက်တာအသီးသီးကိုလည်းကရောရှင်ဖဖလုံးသားများဖိစေတဲ့တကယ်ပဲတက်တာအသီးသီးမှာနှလုံးသွင်းနိုင်မှုခံယူနိုင်တဲ့အတက်တာအဖြစ်ခံယူနိုင်တဲ့တက်တာအဖြစ်ဒေတာနိုင်ကိုအတွက်ကရောရှင်ထားပါလာတဲ့မြန်ကြီးကိုပေးပါခြေသူတင်တဲ့အဆောက်လည်းဆိုလမ်းပြပါမိအကြောင်းဖြစ်တော်ဖျားနာမနဲ့အလုံးတော်ပြစ်တော်မှာဖတ်ပြရခင်အာမင်ဒီမှာကျွန်တော်တို့ဘုရားအလိုတော်ရှိတော်မိသားစုဆိုပြီးတော့เนาะကျွန်တော်တို့လေ့လာပြီးတော့ကျွန်တော်တို့ဆွေးနွေးမှာဖြစ်တယ်ဆိုတော့ကျွန်တော်လည်းအိမ်ထောင်ကြတယ်သူတို့မဟုတ်ဘူးအားလုံးကတော့ပို့ပြီးတော့เนาะကျွန်တော်တက်လာတွေ့ကြုံရှိကြမယ်ဒါပေမဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ချင်းချင်းပြီးတော့ဆွေးနွေးတော့ပို့ရဖြစ်တယ်ဒါပြီးလို့ရှိရင်ကြံသေးတယ်เนาะမရဝတ်ပြီးလို့ရှိရင်ပြင်ပွန်းဝတ်ရှိတယ်เนาะဒါမရဝတ်ဆိုတော့မရလောက်ရမယ်မှုရပါเนาะပြင်ပွန်းတယ်လောက်ရမယ်ပြင်ပွန်းတယ်ဝတ်ဒါသမီးဝတ်အဲ့လိုမျိုးရှိသေးတယ်အဲ့တော့နံပါတ်1ကအိမ်ထောင်မိသားစုဟာဘုရားသခင်ရဲ့စီလုံးချင်းကိုပေါ်လွင်စေဖို့ရတဲ့ဘုရားသခင်ကပေးထားတာဖြစ်တယ်ကျွန်တော်တို့သူဟာတဆူတီးသောဘုရားဖြစ်တယ်ဆိုပြီးတော့ကျမ်းစာကဖော်ပြတယ်နော်ဒါပေမဲ့တရားဟောရာကျမ်း6လေးကိုတယောက်ကဖတ်ပေးပါဒီလာအမျိုးနားထောင်တော့ငါတို့ဘုရားသခင်သာဝရဘုရားကြီးတဆူတီးသောဘုရားဖြစ်တော်မူ၏ဆိုတော့ကပ္ပဦးကျမ်းနဲ့24ကိုတယောက်ကကျမ်းဖတ်ပေးပါထိုအကြောင်းကြောင့်ယောက်ျားတည်မိကိုမိဘကိုစွန့်၍ကိုခင်ပေါ်၌မိဝဲတွေတူတို့ဒီတရားတကူလေးဖြစ်ရလိမ့်မည်ဆိုတော့တရားတကူလေးလို့ပြောတယ်ဒီနေရာမှာဒီမှာလဲတဆူတီလို့ပြောထားတယ်ဒီမှာကျတော့တရားတကူလေးနှစ်ယောက်ကိုတရားတကူလေးဖြစ်အောင်ဘုရားကမဖန်ဆင်းဘူးလားဖန်ဆင်းတယ်ဒီနေရာမှာတဆူတီဆိုပြီးတော့ပြောထားတဲ့အရာမှာသေချာသူ့ရဲ့မူလစမြစ်ဒီပြောထားတဲ့ဒီမူလဟေပြဲလိုနဲ့လေ့လာတဲ့အခါမှာတဆူတီလို့သုံးပြီးမဲ့အများကြီးဖြစ်တယ်လားကဘာဦးကျန်2 point ကဘာဦးကျန်1 26 29ကိုကြည့်တဲ့အခါမှာလည်းဘာတွေ့ရလဲဆိုတော့ငါတို့ပုံသဏ္ဍာန်နဲ့ညီတဲ့လူကိုဖန်ဆင်းရအောင်ပြောကောင်းကင်တမန်တွေကမဖန်ဆင်းနိုင်ဘူးဒါပေမဲ့သူကငါတို့ဆိုပြီးတော့အများသုံးထားတယ်ဆိုတော့ဘုရားသခင်ဟာကျွန်တော်အားလုံးသိတဲ့အတိုင်းဘုံပါတဆူဘုရားဖြစ်တယ်ဒါပေမဲ့ဒီနားလေဖို့ရတယ်အရန်ခက်ခဲတဲ့အရာဖြစ်တယ်ဒီအရာကဘုရားရဲ့ဖြစ်တည်ခြင်းဖြစ်တဲ့အခါမှာကျွန်တော်နားမလည်နိုင်ဘူးလောကမှာပဲအရာကိုထားတယ်ဆိုတော့မိသားစုကိုထားတယ်မိသားစုတွေပေါင်းသိမ်းလာတယ်ဆိုတာခက်ခဲပါလို့ဆိုခက်ခဲပါရဲ့တွေးသားတွေဖြစ်တယ်ဘုရားအမြင်မှာခက်ခဲပါခက်ခဲရဲ့တွေးသားဖြစ်တယ်တတုံးတော်ရတယ်လို့မြင်တယ်လူသားအလုံးကိုလည်းယောမ9 နှစ်မှာဘယ်လိုပြောထားလဲအာဒံပြင်ထားတဲ့အပြစ်ကြောင့်တလောကလုံးပေချင်းကိုရောက်ရတယ်ဖယားကဒီလိုပဲမြင်တာဖြစ်တယ်ကျွန်တော်တို့ကဒါဟိုလူမျိုးခွဲဒီလိုမျိုးခွဲကျွန်တော်တို့လက်ရှိမှာမတူကြဘူးလေဟိုတင်းတော်တွေကွာခြားနေကြပြီမဲ့နော်မျိုးလုံးတစ်ခုတည်းပဲဖယားသခင်မြင်မှာအာဒံကနေအကုန်လုံးစင်တဲ့အားလုံးကလူသားဟာလူသားကိုမြင်နေတာဖြစ်တယ်ဆိုတော့ဖယားရဲ့စီလုံးမှုဖယားသခင်ရဲ့ဖြစ်တည်ခြင်းကိုပေါ်လွင်စေတာဖြစ်တယ်မိသားစုကိုလောကမှာထားတာအမရာမကိုအရေးကြီးတယ်မိသားစုမှာစီလုံးမှုရှိဖို့ရတယ်ဘုရားသခင်လိုရှိတယ်ဒါကြောင့်မိသားစုဘယ်လိုစတင်တယ်လဲဆိုတဲ့အရာကိုပထမအဦးဆုံးကျမ်းစာထဲမှာကြည့်တဲ့အခါမှာကဘာပေါ်မှာမိသားစုစတင်ခဲ့ပုံကကဘာဦးကျမ်း28ကနေ20အထိကျွန်တော်တို့ဖတ်တဲ့အခါမှာတွေ့ရမှာဖြစ်တယ်ထာဝရဘုရားရှင်ဘုရားခင်ကလည်းယောက်ျားတည်တယောက်တည်းမနေကောင်းကိုနည်းနဲ့တော်တာထောက်မကိုတို့ဖို့ငါလုံးနေကိုအကြံရှိတော်မူ၏ထာဝရအရှင်ဘုရားသခင်သည်မြေကလေးဆန်တို့နှင့်မူကောင်းကြီးနှင့်ပေါင်းလို့မိဖြင့်သင်္တော်မူ၏လူကြီးအပေတို့ခေါ်တော်မူကိုသိချင်းမှာလူရှိရာတို့ဆောင်ရတော်မူ၏လူဒီလည်းအသက်ရှင်သောတတော်အပေါင်းတို့ကိုခေါ်ဖို့သမုဒ္ဒရာတိုင်းငါမေအတိအရှိကြ၏
ထိုသူလူဒီတာရင်တာရင်ပေါင်းလို့ကိုလကောင်မိုးကောင်းဒီနှစ်အပေါင်းတို့ကိုလကောင် မကောင်းကင်းနဲ့အပေါင်းတို့ တာရဲ့အပေါင်းတို့ကိုလကောင်အမိပြီး၍နဲ့ဒီ မဲ့ဒီ သို့တော်တဲ့လူနဲ့တော်တော်အထောက်အမမပေါ်ရှိတယ် ဆိုတော့ဒီဟာကိုကြည့်တဲ့အခါမှာဘုရားသခင်ကလူအာတန်ကိုဖန်ဆင်းတယ်တခြားလောကအရာတွေအားလုံးပြည့်စုံဖန်ဆင်းပြီးတယ်ဒါပေမဲ့ဒီကြည့်လိုက်တဲ့အခါမှာလူအပ်နေပြီးတဲ့အရာရှိတယ်အားလုံးကပြည့်စုံနေပြီမဲ့လူအပ်နေပြီးတဲ့အရာကပါလဲဆိုတော့အထောက်အပံ့ကောင်းအင်္ဂလိပ်လိုဆိုရင် helper လို့ပြောတယ်ကိုညီမဲ့သူထောက်မှမဲ့သူဘလို့အပူလားလိုအပ်တာဆရာတယောက်ကတော့ဖတ်တယ်လူတီတယောက်တီးနေမကောင်းဆိုပြီးတယောက်တည်းနေလို့ရှိရင်နေမကောင်းဘူးလေအဲ့ဒါကြောင့်ဖေးရနေမကောင်းဖြစ်တယ်ဒါကြောင့်ဖန်ဆင်းပေးတာဖြစ်တယ်ဆိုပြီးတော့ဒီဟာတာလုပ်တာပေါ့ဆိုတော့လူယောက်ျားကိုဖန်ဆင်းပေးပေမဲ့သူ့မှာလူအပ်နေပြီးတဲ့မိန်းမဖရာသခင်ကပြန်ဖန်ဆင်းပေးတဲ့အခါမှာဒီမှာမိသားစုအစဆုံးကပ္ပဦးအစဆုံးဖြစ်လာတာဖြစ်တယ်မိန်းမကိုမိန်းမလိုအပ်မှုဆိုတဲ့အခါမှာမျိုးသမီးတွေရဲ့လိုအပ်ချက်ကိုပြောတာဖြစ်နေယောက်ျားအတွက်မိန်းမရဲ့လိုအပ်မှုမှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဖရာကိုယ်တိုင်ရဲ့အစီအစဉ်ဖရာကိုယ်တိုင်ရဲ့သုံးပတ်ချက်ဖြစ်တယ်လူကိုကြည့်လိုက်တယ်ဘာလိုအပ်နေပြီလဲမိန်းမလိုအပ်တယ်ဒီလိုပဲဖရာတည်ဖရာကိုယ်တိုင်ကသူစီစဉ်နေသူ့ရဲ့အကြံအစီအဖြစ်သူကြံစီပြီးတော့သုံးပတ်ချက်အဖြစ်ဖန်ဆင်းပေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မိန်းမတွေဟာဒီမတာမအရေးကြီးတဲ့သူတွေဖြစ်တယ်ဒါမို့ထားမှုဖြစ်တယ်နော်ဒါတော့ယောက်ျားတစ်ယောက်တည်းနေလို့ဘယ်လို့မှအဆင်မပြေဘူးဆိုတော့ဖရာဖြစ်တယ်ဒါကြောင့်ဘာဖြစ်တယ်လဲယောက်ျားအတွက်မိန်းမကိုဖန်ဆင်းပေးတယ်ဖရာသခင်ရဲ့ဆုံးဖြတ်ချက်ချလိုက်တယ်အထောက်အပံ့အဖြစ်ဖန်ဆင်းပေးတာဖြစ်တယ် helper ကိုညီမဲ့သူဒါကြောင့်မိမမရှိတဲ့ယောက်ျားဟာအကိုညီမဲ့နေတဲ့သူဖြစ်တယ်နော်။သနာစရာကောင်းလို့သူဖြစ်တယ်။အဲ့တော့ပြောတော့အိမ်ထောင်ကြချင်းတိုင်းမှာကြဖို့ပြောတာဖြစ်တယ်နော်။မရှိမဖြစ်လို့အပ်တဲ့အရာဖြစ်တယ်ဆိုတာကိုဖျားကိုယ်တိုင်မြင်တဲ့အတွက်ကြောင့်ဖျားရဲ့ဆုံးဖြတ်ချက်ဖျားရဲ့အကြံအစီဖျားရဲ့သုံးသပ်ချက်ဖြစ်တယ်။ဒါကြောင့်မိမတွေမရှိလို့ဘဝကမပြည့်စုံနိုင်ဘူးကဘာကြီးမထပါနိုင်ဘူးအဲကြောင့်မိမတွေကလုံးဝ absolutely နော်လိုအပ်ချက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကျမ်းစာမှာတွေ့ရတယ်အထောက်အမဆိုတဲ့နေရာမှာဘယ်နေရာတွေမှာထောက်မှမလဲဆိုတော့ကိုယ်ကနာပိုင်းဆိုင်ရာမှာလိုအပ်ချက်အတွက်သူထောက်မှပေးရမှာဖြစ်တယ်သူထောက်မှပေးရတဲ့လိုအပ်တယ်ဆိုတော့ဘုရားမြင်တဲ့စိတ်ပိုင်းဆိုင်ရာစိတ်တအားဆင်းရဲတဲ့ချိန်စိတ်ဒုက္ခရောက်နေတဲ့ချိန်အားငယ်နေတဲ့ချိန်မျိုးသမီးကအားပေးဖို့နော်နှွေးထွေးမှုပေးဖို့ဆွဲခေါ်ဖို့နော်စိတ်တရရမှာမြင့်တင်ပေးဖို့ရနော်ခန္ဓာကိုယ်ကရ physical need ကတော့အလုံးပြည့်တဲ့အတိုင်းသမီးဟင်းချက်ပေး workshop ပေးနော်ဖြစ်စီပေးတယ်စိတ်ပိုင်းဆိုင်ရာလည်းရေးကြည့်တယ်စိတ်ပိုင်းဆိုင်ရာပါစိတ်ပိုင်းဆိုင်ရာကိုယောက်ျားတစ်ခါတလေနော်အရာအားငယ်ပြီးတော့မျက်နှာငယ်ပြီးတော့အထင်သေးအမြင်သေးပြီးခံရတဲ့ချိန်မှာကောင်းတာပေါ့မင်းမအတုံးမချတာခံဖို့ဆိုပြီးတော့ပြောလို့ရှိရင်မရဘူးနော်ပို့ပြီးတော့ခါလဲစိတ်မဖြစ်သွားမှာဖြစ်တယ်တချို့ကလည်းကိုယောက်ျားတအားစိတ်ဆိုးနေတာတခါရန်ထောင်ပေးတာမင်းတို့အထင်သေးတယ်ခြားစမ်းငါယောက်ျားသူကိုပြန်ကြောမခံနဲ့အကြောမခံနဲ့မင်းပြန်ဆောရမနေတော့နေသေးတယ်မင်းအတုံးမချဘူးဆိုပြီးတော့တခါလဲရန်အားပေးအားမြောက်လို့ပြီးရန်မီမွေးပေးလိုက်တော့တခါလဲယောက်ျားကနော်ဆုံးဖြတ်ချက်မှားသွားနိုင်တယ်ဝိညာဉ်ကြီးကိုယောက်ျားဘာဖြစ်တယ်လဲဒီချင်းမရောက်ဘူးဆိုရင်ဒီချင်းရောက်ဖို့နော်ကိုလေးဒီကိုယောက်ျားဝိညာဉ်ကြီးမှာအားနေနေရဆိုရင်စစ်တောင်းပေးဖို့ဖြစ်တယ်စစ်တောင်းပေးခြင်းအဖြစ်တော့ကောင်းတော့ကပတ်တော်တယ်ရောက်ဆွဲခေါ်ပေးခြင်းအဖြစ်တော့ကောင်းဒီမှာဒါအရေးကြီးတယ်ရေးငါရေးလို့ကျွန်တော်ရေးစီပွားရေးအင်ထောင်ရေးလူမှုရေးကျန်းမာရေးဝိညာဉ်ရေးရေးငါရေးအားလုံးအတွက်အကျုံးမဝင်ဘူးလားအကျုံးဝင်တယ်အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ internal police မှာတော့
စုတောင်းချက်တင်ပြပါဆိုမိသားစုတစုရဲ့ဖခင်ကတော့အများကြီးပြောတယ်ဆရာကြီးသိတဲ့အတိုင်းရင်းကားရေးအတွက်စုတောင်းတင်ပါတယ်စုတောင်းချက်ကိုဒါလည်းပြောမနေတော့ရင်းကားရေးအတွက်စုတောင်းပေးစီပွားရေးထောင်ရေးလူမှုရေးချမ်းသာရေးဝန်ကြီးနော်ကုန်လုံးပါပြီးပညာရေးနော်အားလုံးအတွက်အကျုံးဝင်တယ်ဒါကြောင့်မိန်းမတွေကမရှိမဖြစ်လို့အပ်တယ်အရာအရေးကြီးတဲ့သူတွေဖြစ်တယ်ကဘာကြီးမှာသူတို့မရှိလို့ရှင်မပြီးဆုံးတဲ့သူတွေဖြစ်တယ်စာရေးဆရာတယောက်ကတော့ကျွန်တော်ဒီမိန်းမတယောက်ကမွေးဖွားပေးတယ်တဲ့သူကပြုစုလာတယ်တဲ့အရွယ်ရောက်ဖို့ចောင်းသွားဖို့တန်လာတော့လေအမျိုးသမီးကပဲဆရာမကကျွန်တော်ကိုចောင်းစာတင်ပေးတယ်လမ်းပြပေးတယ်ပြီးတော့အဲ့ဒီကနေနော်ဘဝကိုရင်ဆိုင်ဖို့ရန်အတွက်ဖြတ်ကျော်လာရမယ့်ချိန်မှာလဲကျွန်တော်ကိုတကယ်အထောက်မှာကောင်းအနေနဲ့ကျွန်တော်ကိုနော်မျှဝေခံစားပေးမယ်ဘဝရဲ့လက်တွဲဖို့အဖို့မောအဖြစ်အမျိုးသမီးပါပဲပြီးတော့ကျွန်တော်ဘဝကိုအကောင်းဆုံးဒီလောကမှာလောကရဲ့အရာတွေခံစားနိုင်အောင်ဒီအမိမြေကနော်အမိမြေကဘာမြေကြီးကကျွန်တော်ကိုသူ့ရဲ့တာယာမှုတွေပေးပြီးတော့ကျွန်တော်ကိုခံစားစေတဲ့တဘာဝအရာတွေတဘာဝဒီ natural ဆိုတဲ့ဒီတဘာဝလောကကြီးကိုအမိမြေနဲ့နိုင်ထားကြတာဖြစ်တယ်။အဲကြောင့်မြို့သမီးတွေဟာအင်မတန်မှအဖြစ်ခံနေဖြစ်တယ်။အင်မတန်မှလိုအပ်တဲ့သူတွေဖြစ်တယ်။ခံနိုင်စွမ်းမှလည်းယောက်ျားတဲ့လေးလာချက်အရာပိုပြီးခံနိုင်ကြတယ်နာကျင်မှုကလေးမွေးတဲ့တောင်ကိုယောက်ျားတွေမခံနိုင်ဘူးလေ။အယိုးတစ်ချောင်းလောက်ကျိုးရင်ယောက်ျားတွေမခံနိုင်ဘူး။မြို့သမီးတွေကကလေးမွေးတဲ့အယိုးကဘယ်လောက်လဲ40ကျော်လာအဲ့လောက်ကျိုးတဲ့နာကျင်ခြင်းနဲ့တွားညီပြတယ်အင်မတန်မှကိုနော်ခံနိုင်စွမ်းအားရှိတယ်ပြီးတော့စိတ်ပြည့်ခြင်းနော်ထဲကနေလည်းခံနိုင်စွမ်းဖြစ်တယ်ယောက်ျားတဲ့အားလုံးကိုမြင်တယ်အားပြောတယ်အားတွေတယ်လို့တကျွန်တော်တို့ပြောတာစိတ်ပိုင်းဆိုင်မှာရောဒီနာကျင်ခြင်းအကြမ်းခံတဲ့မှာရောအကုန်လုံးခံနိုင်စွမ်းဖြစ်တယ်မြို့သမီးဟာအထောက်အမဖြစ်ပါစေပေးတာဖြစ်တယ်ခံနိုင်တဲ့သူတွေတမ်းမာတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒါဖရားကိုယ်တိုင်သူလုပ်ပေးတာဖြစ်တယ်အင်မတန်မှအရေးကြီးတဲ့သူတွေဖြစ်တယ်ဆိုတာကိုသိပါကိုအရေးကြီးပုဂ္ဂိုလ်ဖရားသခင်ကနော်နေရာပေးထားတဲ့သူတွေဆိုတာသိပြီးတော့အိမ်ထောင်မိသားစုမှာအကောင်းဆုံးဖရားရဲ့အလိုတော်ချမ်းစီတော်ဒါကျွန်တော်တို့နော်ပါဝင်ဖို့ရန်အတွက်တက်ရှင်ဖို့ရန်အတွက်လိုအပ်တယ်နံပါတ် C ကတော့ယောက်ျားတွေအတွက်ဖရားကိုယ်တိုင်ကဖန်ဆင်းပေးတယ်ဘယ်လိုဖန်ဆင်းပေးတယ်လဲဆိုတော့ဖရားကအာတံကိုအိတ်စီတယ်ကြီးစွာသောနည်းနည်းချိုက်အိပ်ပျော်စေတာဖြစ်တယ်အိတ်ဆက်စီပြီးတော့ဘာမှမသိအောင်အိတ်ဆက်စီပြီးတော့သူ့ရဲ့နိုင်ကိုတစ်ချောင်းကိုနှုတ်ပြီးတော့ဘုရားကဖန်ဆင်းပေးလိုက်တဲ့အချိန်ကစပြီးတော့အာတံကိုယ်တိုင်ကသူနဲ့ညီမျှတယ်သူ့အယိုးလေးကအယိုးဖြစ်တယ်မိမဆိုတာနော်သူ့အသားလေးကအသားဖြစ်တယ်ဆိုတာကိုသူတတ်မှတ်လိုက်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ပထမဘုရားကလိုအပ်ချက်ကိုအတိအမှန်ပြုပြီးတော့ဖန်ဆင်းပေးတယ်ဖန်ဆင်းပေးပြီးတဲ့နောက်ပိုင်းမှာအာတံကိုယ်တိုင်ကငါအယိုးလေးကအယိုးငါအသားလေးကအသားငါနဲ့ equal နော်ညီမျှတဲ့သူဖြစ်တယ်မိမကိုနှိမ်ဖို့မဟုတ်ဘူးကိုနဲ့ညီမျှတဲ့သူဖြစ်တယ်တော့မကြောက်အလကားဆိုပြီးတော့ကျွန်တော်ပြောဖို့ရတော့ကိုနဲ့ညီမျှတာဖြစ်တယ်ဒီ human right နော်အမျိုးသမီးကြီးရနော်အကုန်လုံးရှိတယ်အမျိုးသမီးကိုကြောင်ထိုးထားပြီးကျွန်တော်တို့နှိမ့်ဆက်ဖို့ကျွန်တော်တို့လုပ်ချင်တဲ့လုပ်ဖို့ရအတွက်မဟုတ်ဘူးနော်ညီမျှစွာဖြစ်ဖရားကဖန်ဆင်းပေးထားတာဖြစ်တယ်ဒါကြောင့်သူ့အပိုင်းနဲ့သူတို့ရှိတာပေါ့ဒါလို့ဆောင်ရမယ့်အပိုင်းတော့လူချင်းညီမျှချင်းဖြစ်နော်လူချင်းယောက်ျားနဲ့မိန်းမဘယ်သူမှမများဘူးပဲဘယ်သူမှလည်းပုံမရုပ်ဘူးအတူတူဖြစ်တယ်ဒါကြောင့်အာတံကိုယ်တိုင်ကငါအယူရဲကယူငါသားရဲကသားဆိုပြီးတော့တာမတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မိန်းမတွေကိုနှိမ့်နေစကားတွေပြောထွက်ဖို့ရန်အတွက်ဖရားအလိုတော်မရှိဘူးဆိုတာကိုကျွန်တော်ကျမ်းစာဖြစ်တွေ့ရတယ်။နံပါတ် D မှာလူလေမယားရဲ့အခြေအနေဖြစ်တဲ့ဖရားဖန်ဆင်းစာပိုင်းနဲ့စိန်ကောင်းကြည့်တဲ့အခါမှာသူတို့ကအဝတ်ပါသလားဆိုတော့အဝတ်မပါဘူးဖရားရဲ့ပုံစံနဲ့ပိုင်းနေထားတယ်ရှက်ကြောင်ခြင်းမရှိဘူးဒီနေရာမှာကတော့မကြဆင်းခင်ဖြစ်တယ်မကြဆင်းခင်ဖြစ်တယ်ကြဆင်းပြီးတဲ့နောက်ပိုင်းမှာတော့အဝတ်မပါကိုတုံးလုံးကိုသူတို့ရှက်လာကြတယ်ကြောက်လာကြတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီအဖြစ်ယူချင်အဖြစ်ယောက်ျားနဲ့မိန်းမအရှက်ကြောင့်မရှိဘူးတကယ်လေဘုရားသခင်ကအန်သိပြီးယောက်ျားနဲ့မိန်းမအရှက်ကြောင့်မရှိဘူးပေါင်းပြီးချွတ်လို့ရတယ်အင်ဂျီချွတ်လို့ရတယ်အရှက်ကြောင့်မရှိစွာဖြစ်နော်တသွေးတဲ့တသားတဲ့ကိုယ်ခန္ဓာကိုယ်ကိုဘယ်သူ
သူမှပြန်မရှိဘူးတခါလေအင်ဂျင်ချော်ပြီးမှနေမှကြည့်ပြီးမနေရှက်လိုက်တာဆိုပြီးတော့ဖြစ်တယ်သူမှမရှိဘူးနော်ကိုယ်ခန္ဓာကိုယ်ကိုဖြစ်တဲ့အခါမှာသွေးတဲ့သားတဲ့အယိုးတွေကအယိုးအသားတွေကအသားဖြစ်သွားတယ်ရှက်ကြောက်ခြင်းဘူးမရှိအပြစ်ဝင်လာလို့ပါနော်ရှက်ကြောက်တဲ့စိတ်ကြီးဝင်လာတာဖြစ်တယ်ဒါကြောင့်ယောက်ျားနဲ့မိန်းမဟာရှက်ကြောက်ရမယ်သူမဟုတ်ဘူးပွန်လေးလေးနော်ဆွေးနွေးညှိနှိုင်းပြီးတော့ပြတ်သားပွန်လေးလေးနေရမယ်သူတွေဖြစ်တယ်လူတယောက်ကတော့ပြောတယ်ကျွန်တော်တို့တောင်ပေါ်သားတွေကအရန်ပြတ်သားတယ်အရန်ပွန်နေတယ်အင်တာတက်နော်မှတခါလေတခါမပိတ်ဘူးတောင်ပေါ်မှာကြတော့အင်တာတွေကအခါလေဒီတိုင်းပဲတချို့ကြတော့တချို့တော်ရွာတွေဆိုတော့ဖြာယူသွားပြီးတော့နော်ဒီစကောယူသွားပြီးတော့အဲ့ဒါပဲဒီလိုကောင်းဆောင်သွားပြီးတော့နော်ဒီတိုင်းသွားထိုင်ကြတယ်အခါလေတုံးတဲ့ချောင်းပြင်းတူထားပြီးတော့ဆိုတော့ပြီးတော့လိန်ကိုဖန်ဆင်းပေးထားတယ်ယောက်ျားလိန်ဟာတစ်မျိုးမိန်းမလိန်ဟာတစ်မျိုးကွဲပြားခြားနားတယ်အဲ့ဒီမှာယောက်ျားနဲ့မိန်းမလို့တတ်မှတ်ရတာဖြစ်တယ်လိန်ဟာဖရားရဲ့အကြံစီဖရားကဖန်ဆင်းပေးထားတာဖြစ်တယ်လိန်ဟာအဖြစ်မရှိဘူးယောက်ျားနဲ့မိန်းမလိန်ဆက်ဆံခြင်းကိုအိမ်ထောင်ဖက်နဲ့ကိုလိန်ဆက်ဆံခြင်းဟာလုံးဝအဖြစ်မရှိတဲ့အရာဖြစ်တယ်ရှက်ကြောက်စရာလည်းလိုတယ်မလိုအပ်တဲ့အရာဖြစ်တယ်လူတွေရှိမှပြောတော့နော်ဒီနေ့မိအားကြမှာဘာမှရှက်ကြောက်စရာမရှိဘူးဖခင်သခင်ကဒါနော်သူ့ရဲ့အလိုတော်သူ့ရဲ့အကြံအစီတော်ဖြစ်တယ်ရည်ရွယ်ချက်အတိုင်းကျွန်တော်တို့သုံးဖို့ဖြစ်တယ်တခြားရည်ရွယ်ချက်နဲ့တခြားနည်းလမ်းနဲ့တွားသုံးဖို့ဖခင်ကလုံးဝအလိုတော်မရှိဘူးအိမ်ထောင်ရဲ့အပြင်ဖက်မှာမင်းညာလေးကြောင့်တင်တယ်အိမ်ထောင်ရဲ့အပြင်ဖက်မှာသုံးတဲ့လိန်ဆက်ဆန်ခြင်းကံတရားအပြစ်ဖြစ်တယ်ဖခင်ရွေးရှာတဲ့မုန်းတီးရဲ့ဖြစ်တယ်လိန်ကိုအသုံးပြုတဲ့နေရာမှာနော်ရည်ရွယ်ချက်တစ်ခုနေနေရှိတယ်ဒါတော့ကောင်းစီပေးနေတယ်နံပါတ်1ကတော့လိန်နဲ့မယားကြားမှာမြတ်တာကိုမျှဝေစီဖို့တယောက်နဲ့တယောက်နော်ပို့ပြီးတော့ရင်းနှီးမှုကျုံးမှုရှိဖို့ပျော်ရွှင်မှုရှိဖို့နော်ငြိမ်းချမ်းဖို့နော်ဒီဘုရားသခင်ပေးတဲ့လက်ဆောင်ဖြစ်တယ်အင်ထောင်ထိန်းညာခြင်းရဲ့အလှအပဖြစ်တယ်ဒီပြည့်73လေးကိုတယောက်ဖိုင်ပေးပါနော်ခတ်သိမ်းသောသူတို့၌မင်္ဂလာဆောင်ခြင်းအမှုနှင့်တစ္ဆာတဝါဒပြုခြင်းအမှုသည်အတည်းချစ်စီသောမတရားသောမိထုံကိုပြုသောသူနှင့်သူမယားကိုပြမသောသူကိုဖျားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်ဆိုတော့အဲ့မှာကျွန်တော်ကြည့်ရအောင်ပါခတ်သိမ်းသောသူတို့၌ထိမ်းများဆောင်ပိုင်းခြင်းအမှုကိုနော်တန်ဝါဒပြုခြင်းကိုအတည်းရှိစွာလုပ်ရမယ်ထိမ်းများဆောင်နေပြီးတော့အသေးရှိစွာသုံးရမယ်အားကြောင့်စီးမရှိကမရှိကျွန်တော်တို့လင်ပိုင်းဆိုင်ရာမှာလောကသားတွေနေတယ်လို့ယုံကြည်သူတွေဖျားကိုတည်ရသူတွေနေဖို့ရတယ်မဟုတ်တော့ဘူးလောကသားတွေကတော့ဖျားကိုမတည်လို့ဖြစ်တယ်အားကြောင့်ကိုယ့်ရဲ့မိန်းမကိုယ့်ရဲ့ယောက်ျားအပေါ်မှာစောင့်ထင်းရမယ်တရားဖြစ်တယ်ဒီဖောက်ပြန်ခြင်းနဲ့ဖောက်ပြန်နေဆိုရင်အာမင်္ဂလာခံစားရမယ်။နောက်အိမ်ထောင်ပြသွားတည်တိုင်အောင်လုံးဝตายရမှာမဟုတ်ဘူး။အများပူလောင်ခြင်းနေတယ်။ဗက်တမင်တက်တဲ့အိမ်ထောင်ကွဲပြီးတော့လင်းဖောက်ပြန်ပြီးတော့ဖြစ်သွားတဲ့သူတွေကငြိမ်းချမ်းတယ်လို့ထင်ကောင်းထင်လိမ့်မယ်။မငြိမ်းချမ်းဘူးတော့အားကိုပူလောင်နေတာဖြစ်တယ်။ဘာမှဖယားသခင်ရဲ့အာမင်္ဂလာဖယားသခင်တတ်မှတ်ထားတဲ့အကျိုးတရားကရောက်ပြီးသားဖြစ်တဲ့အခါမှာရမ်းပူလောင်ပြီးတော့ဘဝမချိုးနိုင်နိုင်နော်ဒါကိုသိပါနံပါတ်2ကမတရားသောမိထုံကာကွယ်ရန်အတွက်ဖြစ်တယ်တိကောခုနှစ်တိကိုဖတ်ပေးပါမတရားသောမိထုံ၌ခင်းလွှင့်ခြင်းအကြောင်းယောက်ျားတိုင်းမိမိမယားရှိစေတော့မိန်းမတိုင်းမိမိပင်ရှိစေတော့ဆိုတော့မတရားသောမိထုံကိုမကျူးလွန်ဖို့ရန်အတွက်ကိုယ့်ရဲ့သစ္စာတန်ဝါဒနဲ့နော်ထိညာဆောင်ရင်းချင်းပြုပြီးတော့ဘုရားရှိလူရှိမှာသစ္စာတန်ဝါဒပြုပြီးလက်ထပ်ထိညာရမှာဖြစ်တယ်အဲ့လိုလုပ်ခြင်းအဖြစ်မတရားသောမိထုံမလိုအပ်တဲ့တခြားယောက်ျားတခြားမိန်းမနဲ့ဆက်ဆံဖို့ရတဲ့မဖြစ်စေနိုင်တော့အခုလောကမှာကြည့်တဲ့အခါမှာအရာဒီလိမ်ပိုင်းဆိုင်ရာမှာစီမရှိကမရှိနေနိုင်တယ်ဘုရားရှိမှာကပ္ပဦးကျောင်းချောင်းကဘုန်းကြီးအသေးစိတ်ပုတ်ပြက်စီးနေအရန်ယုံကြည်စရာကောင်းတယ်။ဥမာနေလိုက်တိုက်ခါမှငါပြီးတော့နေလိုက်တာပဲ။သမင်းစားရေတောက်လို့ပဲအရန်ကိုညစ်ပတ်နေတာဖြစ်တယ်။လူကဘယ်လောက်ပဲချောဘယ်လောက်ပဲလာ
လောက်ပဲခန္ဓာကိုယ်ကဖြစ်ဖြစ်စိတ်ဓာတ်ပန်းဆိုင်ရာအသွေးသားကအင်မတန်မှဖျားရှိမှပုတ်ပွားရင်ရှားဖွယ်ရကောင်းနေတာဖြစ်တယ်အင်မတန်မှဖျားကယွန်းအခုဒီရိုမန်ခေတ္တနေကလည်းဖျားမတည်တဲ့လူမျိုးတွေဒီလိုပဲအခါတဲ့အပန်းဖြေအမောဖြေသဘောမျိုးနဲ့တခြားအိမ်ထောင်ရှိတဲ့သားနဲ့လည်းဆက်ဆံဟိုလူနဲ့လည်းဆက်ဆံဒီလူနဲ့လည်းဆက်ဆံပေါင်းတင်ဖျားကဒါယွန်းတာအမျိုးမျိုးရောရှက်ပြီးတော့နော်လုံနေတာနဲ့တူတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေတက်တာမှာတတ်တတ်မှမှနဲ့ဖျားရှိလို့ရှိမှာတကယ်ကိုတတ်တတ်မှမှနဲ့တလင်တမယာစနစ်နဲ့နေထိုင်သွားလာခြင်းကိုနဲ့တက်တာဖြစ်တယ်ကျွန်တော်တို့သားသမီးကြီးကျွန်တော်တို့ကိုယ်တိုင်တက်တာမှာဒီအရာကိုလုံးဝ serious နော်လုံးဝလေးလေးနက်နက်ကျွန်တော်တို့ထားမှာကိုယ့်ရဲ့သားသမီးကြီးလည်းကောင်းချီးခံစားမှာဖြစ်တယ်ကိုယ့်အသက်တာလည်းဖျားကောင်းချီးခံစားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နော်မင်းညာကလည်းတင်ပြီးပြီနောက်တစ်ခုကတော့အိမ်ထောင်ရဲ့အခြေခံလိုအပ်ချက်ဖြစ်တယ်ဘာလိုအပ်တယ်လဲဆိုတဲ့အရာကိုတရားဟောတဲ့6လေးကနေ9အထိအတူတကွကျွန်တော်ထားရအောင်ငါတို့ဖျားခင်ထာဝရဖျားသည်သူစုတည်သောထာဝရဖျားဖြစ်တော်မူ၏တင်းဤဖျားခင်ထာဝရဖျားကိုစိတ်နှလုံးအကျွေးမဲ့အစွန်းတက်တိရှိသည်များနဲ့ချစ်လို့ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမည်ထိုစကားကိုတင်းဤတာဒီမီတို့အားကြိုးစား၍တွင်တင်ရမည်အိမ်၌ထိုင်တဲ့မိသည်ဖြစ်စေခရီး၌သွားသည်ဖြစ်စေအိတ်လက်ထားလက်ရှိသည်ဖြစ်စေထိုစကားကိုပြောရမည်ဟုတ်ပြီကျေးဇူးတင်တယ်ကိုအထိဟုတ်ထိုစကားကိုလည်းမဟုတ်ထိုစကားကိုလည်းတင်းဤလက်၌လက္ခဏာတက်တည်ဖို့ရ၎င်းတင်းဤမျက်စိကြားမှာတင်းချစ်ကဲ့သို့၎င်းချီထားရမည်အိမ်တကားမြို့တကားတို့၌လည်းရေးထားရမည်ဆိုတော့ဒီနေရာမှာကြည့်တဲ့အခါမှာဖယားဟာထာဝရဖယားဖြစ်ကြောင်းကိုပြောထားတဲ့မူရင်းမှာဂျေဟောဝါနော်ဂျေဟောဝါဖယားနော်ထာဝရဖြစ်တည်ခြင်းကိုပြတယ်အိမ်ထောင်မိသားစုမှာလည်းကျွန်တော်တို့ဟာဒီဘဝမှာပဲဒီလိုပြီးသွားမယ်မထင်နဲ့ထာဝရကာလဒါဒီမှာတန်းတင်ကိုရတဲ့သားသမီးတွေကထာဝရကာလမှာခရစ်တော်ရှင်မှာမတ်တရားရမယ်သူတွေဖြစ်တယ်ကျွန်တော်တို့အိမ်ထောင်ပြုတ်လိုက်ပြီဆိုတာနဲ့တခါပျော်ဖို့ရှင်ဖို့အတွက်တက်ပဲလို့မထင်နိုင်နဲ့ရလာမယ့်သားသမီးတစ္ဆာဆိုမှုစောင့်ထိန်မှုတွေအားလုံးဖျားရှိမှာဒီနေ့ကြာရအကုန်လုံးကျွန်တော်တို့စည်ရှိရမှာဖြစ်တယ်စည်ရှိရမှာဖြစ်တယ်ဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်တို့ယူလိုက်တယ်ကျွန်တော်တို့မွေးလိုက်တဲ့ခလေးအားလုံးပဲမှာလဲဘယ်လိုနေခဲ့တယ်ဘယ်လိုအသက်ရှင်ခဲ့တယ်ဘယ်လိုကြင်ကြံခဲ့တယ်ဖျားဟာထာဝရဖျားဖြစ်တဲ့အတိုင်းကျွန်တော်တို့အိမ်ထောင်ကလည်းထာဝရကာလမှာပြန်ပုံမဲ့အရာတွေဖြစ်တယ်ဒီဘဝနဲ့ခဏတာပြောင်းသွားမယ့်အရာမျိုးဖြစ်ဆိုတာသိဖို့ဖြစ်တယ်နံပါတ်2အနေနဲ့အများကိန်းကနန်သုံးထားတဲ့ Elohim ဆိုတဲ့ဒီပြေဘာသာအရာသူက Elohim ဆိုတာတဆူတီးသောဖျားလို့လည်းပြောလို့ရတယ်လို့ Trinity နော်ဒီသုံးပါးတဆူဖြစ်ခြင်းကိုလည်းပြတာဖြစ်တယ်အများကိန်း plural နဲ့သုံးထားတဲ့အရာကိုတွေ့ရတယ်အိမ်ထောင်မိသားစုဟာလည်းကျွန်တော်တို့အဖေနဲ့အမေသားသမီးမရှိဆို2ယောက်ပေါ့သားသမီးရှင်3ယောက်လား4ယောက်လား5ယောက်လားအဲ့လိုဖြစ်လာတာဖြစ်တယ်ကျွန်တော်တို့အားလည်းအများကိန်းကနန်းနဲ့ဖြစ်လာတာဖြစ်တယ်ဒါကဘုရားသခင်ရဲ့သဘောတဘာဝဖြစ်တယ်ပြီးတော့တဆူတီးလို့ပြန်လုံးထားတယ်တဆူတီးတော့ဘုရားဖြစ်တယ်6လေးထဲမှာသူပြောထားတဲ့အတိုင်းအိမ်ထောင်ဟာတညီတညွတ်တဲ့စီးလဲစီးရမယ်လုံးလဲလုံးမှာကောင်းမြင်လို့ပေါ့နော်စီးလုံးနေရမှာဖြစ်တယ်အဖေနဲ့အမေတသားတယ်သားသမီးနဲ့မိဘတသားတယ်ဖြစ်နေရမှာဖြစ်တယ်လုံးဝစီလုံးနဲ့ကျွန်တော်တို့ထာဝရကာလကိုရပ်တည်ပြီးတော့သွားနိုင်ရမှာဖြစ်တယ်ဆိုတော့ဘုရားသခင်အလိုတော်ဖြစ်တယ်နံပါတ် B ကတော့ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့တုံ့ပြန်ခြင်းရှိရမှာဖြစ်တယ်ဘုရားသခင်နှုတ်ကပတ်တော်ဒီလိုဘုရားသခင်ရဲ့ထာဝရဖြစ်ခြင်းဘုရားရဲ့အများဖြစ်ခြင်းစီလုံးခြင်းကိုကျွန်တော်တို့နားလည်သဘောပေါက်ပြီးအိမ်ထောင်မှာနော်နှုတ်ကပတ်တော်ကိုထားရှိရမယ်ခုနကလည်းကျွန်တော်တို့ဖတ်သွားပြီးလမ်းနာပြီးတော်လည်းနေဖြစ်စေအိမ်မှာထိုင်နေနေဖြစ်စေမြို့တကားတတုတ်တကတိုင်းမျက်စိသားမှာသင်ကျစ်ကဲ့သို့၎င်းအိတ်တဲ့ခါမှာတော့၎င်းသားသမီးကိုလည်းတွင်တင်ရမယ်အိမ်ထောင်မှာဘုရားရဲ့နှုတ်ကပတ်တော်ဘုရားရဲ့အမိန့်ဘုရားသခင်ရဲ့တွင်တင်ချက်ကရှိနေရမှာဖြစ်တယ်မရှိဘူးဆိုရင်ဘယ်တော့မှတာယာနိုင်မှာမဟုတ်ဘူးနံပါတ် B ကနှုတ်ကပတ်တော်ကိုရှိရဆိုရင်ပြန်တုံ့ပြန်ရမှာဖြစ်တယ်တုံ့ပြန်နေဆိုတာကတော့ခုနကလည်းကျွန်တော်တို့နှုတ်ကပတ်တော်ကိုညှသွားသလိုစင်ချင်းအောင်မေ့ခြင်း
ကိုယ့်ရဲ့နှလုံးသားမှာဆွဲလန်းခြင်းဖြစ်တယ်ဆိုတော့နံပါတ်1ကဘုရားကတောင်းဆိုထားတယ်ဘယ်လိုတုံ့ပြန်ရမလဲဆိုတော့စိတ်နှလုံးအကျိုးနဲ့ဉာဏ်ရှိသမျှအစွမ်းတတ္တိရှိသမျှနဲ့ချစ်ပါလို့သူပြောထားတယ်ပိုင်ငယ်9မှာနော်ဆိုတော့အဲ့လိုချစ်ဖို့ရအတွက်ဖြစ်တယ်အဲ့လိုချစ်ဖို့ရအတွက်ကျွန်တော်တို့မိသားစုမှာလိုအပ်တယ်ဘုရားကိုမချစ်တဲ့မိသားစုကဒါအကြောက်စရာကောင်းတယ်လေလုံးသွားတယ်လူတစ်ယောက်ကချစ်ပြီးဆိုရင်ချစ်အားရှိတယ်နော်ချစ်တဲ့အတွက်ကြောင့်သူကဘာဖြစ်တယ်လဲဆိုတော့ဘုရားအတွက်လှုပ်ဆောင်နိုင်တယ်လို့အချင်းချင်းကြားထဲမှာလည်းသစ္စာရှိတယ်မေတ္တာဆောင်တယ်ထိမ့်သိမ့်တယ်နော်သစ္စာမဖောက်ဘူးသစ္စာမပြတ်ဘူးဘုရားရဲ့အလိုတော်တိုင်းနေနိုင်ချစ်တဲ့အတွက်ကြောင့်ဖြစ်တယ်တယောက်နဲ့တယောက်လည်းချစ်တဲ့အတွက်ကြောင့်ပေးစားချင်တယ်လို့ပဲဘုရားကိုကျွန်တော်တို့တကယ်ပဲကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဇနီးမောင်နှံချစ်တာထက်ကိုပိုချစ်ဖို့ရတဲ့သူကလိုချင်တာဖြစ်တယ်ဘယ်လိုပြောလဲဆိုတော့စိတ်နှလုံးအကျိုးနဲ့ဉာဏ်ရှိတဲ့ညာအစွမ်းတတ်သိရှိတဲ့ညာချစ်ရမယ်လုံးဝအကျိုးနဲ့ကိုဘုရားကိုချစ်ဖို့ဖြစ်တယ်ဘုရားကိုချစ်တဲ့မိဘဖြစ်တယ်ဆိုသားသမီးကလည်းချစ်လာမှာဖြစ်တယ်ဘုရားကိုလုံးဝချစ်တဲ့မိသားစုတွေဖြစ်ဖို့လိုအပ်တယ်နံပါတ်4ကတော့တာဝန်3မျိုးဖြစ်တဲ့အဖေနဲ့အမေရောနော်နံပါတ်1ကဘုရားနှုတ်ကပတ်တော်ကနော်နှလုံးသားကိုအုပ်စိုးဖို့ရအတွက်ဖြစ်တယ်နံပါတ်2ကမိသားစုကိုအဲ့ဒီနှုတ်ကပတ်တော်ကအုပ်စိုးစေရမယ်အဖေနဲ့အမေရဲ့အသက်တာမှာကိုယ့်ရဲ့နှလုံးသားထဲမှာဘုရားကိုချစ်ပြီးတော့ကိုယ့်နှလုံးသားကိုဘုရားသခင်ကဘုရားရဲ့နှုတ်ကပတ်တော်ကအုပ်စိုးတဲ့အသက်တာဒီအရာလုံနေဆိုရင်တော့မှဘုရားရဲ့နှုတ်ကပတ်တော်အလိုတော်မရှိတဲ့အတွက်ကြောင့်မလုံတော့ဘဲနဲ့နေနိုင်တဲ့အသက်တာမျိုးကိုရှိရတယ်။ဒါကြောင့်ဘုရားသခင်ကနှလုံးသားကိုအရန်စိတ်ဝင်စားတယ်။နှလုံးသားထဲမှာခရစ်တော်ကလည်းပြောတယ်မကောင်းတဲ့အရာတွေတအားထွက်တယ်။အဲ့ဒီမကောင်းတဲ့အရာတွေထွက်နိုင်တဲ့နှလုံးသားထဲမှာဘုရားရဲ့နှုတ်ကပတ်တော်ဘုရားသခင်ကိုဆွဲလမ်းပြီးတော့အမြဲတမ်းဆင်ခြင်အောင်နေတဲ့အသက်တာမင်္ဂလာရှိတဲ့အသက်တာဖြစ်စေတယ်။မြေအလုပ်သွားတဲ့အခါမှာလည်းဒီဂျမ်ပိုက်ဒီဘုရားကပြောတဲ့အရာကငါအသက်တာမှာဘယ်လိုအသက်ရှင်စေချင်တာပါလဲဆိုပြီးတော့စမ်းစစ်တဲ့အသက်တာဆင်ခြင်တဲ့အသက်တာတနည်းနဲ့အောင်နေတဲ့အသက်တာနော်ဆွဲလန်းခြင်းအသက်တာဖြစ်တဲ့အခါမှာမိသားစုကိုလည်းအဲ့ဒီဒုက္ခပတ်တော်ကအုပ်ဆိုးဖို့ရန်အတွက်ကျွန်တော်တို့ဒီမိဘနှစ်ပါးမှာတာဝန်ရှိလာတယ်နောက်တစ်ခုကတော့ဒုက္ခပတ်တော်ကနှလုံးသားမှာအုပ်ဆိုးပြီးပြီဆိုရင်အကျင့်အကြံအပြုအမူပုဂ္ဂိုလ်ရေးရနေပုံထိုင်ပုံနေမှာပါတခါလေစီစဉ်သွားဖို့ရတဲ့ကျွန်တော်တို့ဟောဖြစ်တဲ့သာသမီရဲ့ကြောပုံစုံပုံအားလို့ရှင်သမီးဒီလိုပြောရတာဒီလိုမနေရအောင်ဘယ်အလိုတော့ကဒီလိုရှိတာဒီလိုနေလို့ရှိဒီလိုဖြစ်မယ်အကျိုးနဲ့အကြောင်းကိုချပြပြောပြပေးရမှာဖြစ်တယ်ကိုယ်ရံကလည်းဆဲဆိုတဲ့စကားတွေမဟုတ်တဲ့စကားတွေမဟုတ်တဲ့ပုံစံတွေနဲ့နေလို့ရှိသာသမီတွေကလည်းအဲ့ဒီတိုင်းပဲနေလာတာဖြစ်တယ်ဒါကြောင့်မိဘတွေကဒါအရေးကြီးတယ်နှုတ်ကပတ်တော်နှလုံးသားကိုအုပ်စိုးပြီးဆိုရင်မိသားစုကိုအုပ်စိုးဖို့အတွက်လိုလာတယ်ဒါကြောင့်မိသားစုမှာနှုတ်ကပတ်တော်ကအကျင့်အကြံအပြုအမူပုဂ္ဂိုလ်ရေးရနေပုံထိုင်ပုံပြောပုံဆိုပုံကဆိုင်နှုတ်ကပတ်တော်နဲ့ညီညွတ်အောင်နေထိုင်ပြောဆိုတတ်တဲ့အသက်တာရှိသွားဖို့ရအတွက်စိုးမိုးနေဖို့ရအတွက်ကျွန်တော်တို့အသက်ရှင်ဖို့လိုတယ်နောက်တစ်ခုကတော့မယားဝတ်ဖြစ်တဲ့တစ်ပေ3တစ်ကနေပြီးတော့6အထိကျွန်တော်တို့ဒီလိုကဖတ်ကြည့်ရတယ်နော်တက်စကေဘီဒီနေတီမိမတို့ကိုခိပွိုင်းအုပ်စိုးချစ်ကိုခံကြတော့တို့ပြီးရနှုတ်ကပတ်တရားတော်ကိုနားမထောင်တော့ယောက်ျားအချိုးရှိရင်သူစီတို့ဒီတရားနားမထောင်တော့လေဒီနှုတ်ဤကြောက်ရွံ့ခြင်းနဲ့စင်ကြယ်သောအကျင့်တို့ကိုထောက်ချွ၍မိမိမယားရဲ့အကျင့်အဖြစ်ပြေးဆောင်တဲ့အတူပါမင်းအကြောင်းရှိဒုဒု၌တန်ဆာစင်ခြင်းအမှုကစပင်ဟိချင်းချွေချင်းအဘဝချင်းတေဟုသောအပြင်းတန်ဆာစင်ခြင်းမရှိစေပဲဘုရားသခင်ချင်းမှာအဖို့များစွာထိုက်တော့လူညံ့နေတဲ့ချင်းတဘောတေဟုသောမဖောက်ပြန်မပျက်စီးတဲ့တော့တန်ဆာစင်ခြင်းရှိတော့စိတ်နှလုံး၏အတွင်းလူဖြစ်စေကြတော့ဘုရားသခင်ကိုကိုးစား၍တန်ရှင်းသောမိမတို့သည်ရှေ့ကထိုတို့ကိုယ်ကိုတန်ဆာစင်ရဲ့စာရသည်အာဗြဟံကိုတခင်ခေါ်၍သူ၏စကားကိုနားထောင်ပြီးတော့ကိုခင်ပွား၏အုပ်စိုးခြင်းကိုခံကြ၏တင်တို့ဒီကောင်းမွန်စွာကျင့်၍ကြောက်ရွံ့တော်လို့ခြင်းအရင်မရှိဘဲနေပြီးစာရ၏တမီးဖြစ်ကြ၏ဆိုတော့အတိကကတော့မယားဝတ်ကအုပ်စိုးခြင်းကိုဝန်ခံဖို့ဖြစ်တယ်အင်ထောင်မိသားစုမှာကိုခင်ပွန်းတဲ့အတွက်မိသားစုအတွက်အထောက်အမကောင်းဖြစ်တယ်ဆိုတာနားလည်ပြီးတော့ဒီပေါ့နော်
ဝန်ခံတဲ့အသက်တာရှိဖို့ဖြစ်တယ်ဝန်ခံတဲ့အသက်တာဆိုတဲ့နေရာမှာဒါကြောက်ရွံ့နေပြီးတော့ကြောက်တုံးတုံအောင်ကိုယ့်ယောက်ျားကိုကြောက်ပြီးတော့ဖြစ်နေဖို့မဟုတ်ဘူးတချို့ယောက်ျားကလည်းဒါရိုက်နေတဲ့ယောက်ျားရှိတော့ဒါကြောက်တာယောက်ျားကိုကြောက်တယ်ဘလို့မှအိမ်ထောင်ရေးကအစ်မပြေဘူးအဲ့လိုဖြစ်နေဒါတော့ဝန်ခံနေဆိုတဲ့နေရာမှာအုပ်စိုးခြင်းနော်ယောက်ျားရဲ့စီမံခန့်ခွဲမှုယောက်ျားရဲ့နော်ဒီဥဆောင်တဲ့ leadership ကိုဝန်ခံဖို့ရတဲ့ပြောချင်တာဖြစ်တယ်ယောက်ျားနဲ့လိုက်လုံးညီထွေအောင်နေတတ်ထိုင်တတ်တဲ့အသက်တာကိုပြောတာဖြစ်တယ်နော်ဝန်ခံတဲ့အသက်တာအရာဖရာသခင်ကပြောထားတယ်ကိုယောက်ျားကမယုံကြည်သူဆိုရင်တော့မှဘာဖြစ်တယ်လဲဝန်ခံရမယ်အင်ထောင်ရေးရာစီမံခန့်ခွဲမှုရေးရာတော့ပို့လာဖို့ကိစ္စအဝအဝမှာဝန်ခံရမယ်နော်ကိုကဒီလိုပဲဆိုပြီးတော့တခုတည်းကိုလည်းမတော်ပို့လို့ရတယ်ဆိုတော့နောက်တစ်ခုကတော့လေနဲ့ပတ်သက်မှုနော်ထိမ့်သိမ်းဆောက်ရှောက်ဖို့ရအတွက်လိုရတယ်ဒါကတော့ဒီအကျဉ်းစာရိတ္တပိုင်းနဲ့ဖြစ်တယ်လို့ဒီစကားအဖြစ်ကိုယောက်ျားရှက်တကွဲအကျိုးနဲ့စကားတွေကိုပြောပြီးပို့လို့ရတယ်ပြီးတော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်းကိုယောက်ျားဆိုပြီးတော့သူများကကိုယ်ကိုမြင်ပြီးတော့ကိုယောက်ျားရဲ့ဂုဏ်တက်ဖို့ရအတွက်ကိုနေတတ်ထိုင်တတ်ဖို့လိုတယ်ပြီးတော့ကိုရဲ့အတ္တမှာနော်အိမ်နာမှာလည်းကိုယောက်ျားပေါ်မှာကောင်းတယ်လို့သူများအပေါ်မှာလည်းကောင်းလိုက်တဲ့အခါမှာသူမိန်းမကအိမ်မှာမကောင်းတာသူမိန်းမကတော်လေးကိုတော်ကောင်းတယ်တော်ကောင်းနေမလားကိုရထားတာလေယောက်ျားပုံတက်ဖို့ရတယ်ဒီတက်ဖိုင်တာပို့ရတယ်အားလုံးကိုနားမလည်ဘူးနော်နံပါတ်3ကအင်ထောင်မှာအပြန်အလှန်တစ်ဖက်စီပြီးဆောင်ဒီနေရာကတော့တစ်ခါတလေသူ့အပိုင်းနဲ့သူရှိတယ်လေဒါတလေဟိုမှာအချက်ပြုတ်ပိုင်းတစ်ခါတလေမိန်းမတွေအားတန်နေအပိုင်းရှိတယ်လေယောက်ျားကမဲ့တဲ့ချိန်သူပြောတာထဲပဲအမှန်သူပြောတာပဲအဲ့လိုမျိုးမဟုတ်ပဲနဲ့ဒီတစ်ခါတလေအမျိုးသမီးကဒီပိုင်တဲ့အရာသူလှုပ်ဆောင်နိုင်တဲ့အရာကိုလည်းပြီးတော့ပြုဆောင်နိုင်ဖို့ဖြစ်တယ်။အခါတလေဖြစ်တဲ့လှုပ်ပိုင်ခွက်လှုပ်ဆောင်နိုင်တဲ့အပိုင်းကိုသူ့ကိုပြုဆောင်စေဖို့လည်းလိုအပ်တယ်။အပြန်လာညှိနှိုင်းခြင်းအဲ့ဒါမှလည်းအဆင်ပြေမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။မယုံကြည်သူဖြစ်တယ်ဆိုရင်မှကိုယ့်ယောက်ျားကမိမကတကယ်ကိုနော်ဒီအုပ်ဆိုးခြင်းကိုဝန်ခံနေတော့မယားဝတ်ကြည်ပြုံစွာနဲ့နော်နေထိုင်နေလို့ရှိရင်နောက်ဆုံးဖယားကိုတည်ဖို့ရအတွက်ဖြစ်လာတယ်လို့ပြောတာဖြစ်တယ်နော်ပြီးတော့မိန်းမကဝန်ခံခြင်းဟာယောက်ျားထံမှာနော်လှပခြင်းဖြစ်တယ်အမျိုးသမီးဒီအဝတ်စားနဲ့ဆင်ရင်ပြီးတော့အရန်ကိုလှပနေပြီးစိတ်ကတအားပုံနေတယ်ဆိုတာမဟုတ်ဘူးစိတ်ပုတ်ပြီးတော့တစ်ချိန်လုံးနော်ဆက်ဆက်မှထိမခံနဲ့တစ်ချိန်လုံးပြန်တောင်းပန်ရတဲ့အားရှိတယ်တချို့ကလည်းအသက်အရွယ်ငယ်ငယ်နဲ့အိမ်ထောင်ကြတဲ့အခါမှာကျွန်တော်ဒီနေရာတော့ဒါသူ့ယောက်ျားကိုစိတ်ဆိုးလို့ကလေးကငိုနေပြီလို့တော့မတိုက်ချင်တော့နေမှာအမြင်ကတ်တယ်ဆိုပြီးတော့တခါလေဖြစ်တော့ဟာအကုန်လုံးကျွန်တော်ပါတောင်းပန်ရတယ်ကလေးဟိုမှာဟိုဖြစ်နေပြီဆိုအားလုံးတောင်းပန်မရဘူးအဲ့လိုမျိုးဒါစိတ်ကြီးတဲ့သူတွေလည်းရှိတယ်တချို့အမျိုးသမီးတွေပြောတာအားလုံးကိုပြောတာတော့မဟုတ်ဘူးဒါပေမဲ့ဒီမှာတော့အားလုံးအရင်ချက်ကြတယ်သူတွေပဲဒါတော့တချို့တွေကအစိမပြေဘူးတချို့ကလည်းယောက်ျားလိုအပ်တာပေါ့နော်တချို့ကလည်းအမျိုးသမီးတွေကအရာကိုဝန်ခံခြင်းမလုပ်နိုင်ဘူးသူယောက်ျားကတအားစိတ်ဆိုးနေပြီငါ့ကိုစိတ်ဆိုးရင်လည်းစိတ်ဆိုးပါခလေးကိုတော့ဘာဖြစ်ဖြစ်နို့တိုက်ပါဆိုတော့နို့ကိုမတိုက်ချင်ဘူးသူ့ကိုစိတ်ဆိုးလို့သူသားလေးအောင်မငုံနေဘယ်လိုမှတေတော့မလားမနေကိုတောင်းပါညတကောင်ရောက်နေပြီတော်လေးအဲ့ဒီညကျွန်တော်လည်းတော်လေးကိုအိမ်မပြောတော်လေးတောင်းပါခရီးသွားလာရင်းနဲ့ရံဖြစ်ကြတယ်ဘယ်လိုမှကိုယောက်ျားကိုသူပြောတဲ့အတိုင်းပဲနေဖို့လိုချင်တယ်အဲ့လိုမျိုးတချို့မိန်းမတွေရှိတယ်နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့အပြန်အလှန်နားလည်ပြီးတော့တောင်းဒီဥဆောင်ခြင်းရှိရမယ်ဝန်ခံဖို့ရန်အတွက်ဖြစ်တယ်အဲ့ဒါကစစ်မှန်တဲ့လှပခြင်းဖြစ်တယ်အဝတ်တစားရီစင်မီရွှေရင်ငွေတွေစင်မီတော့တခါတည်းနှိမ်ချတဲ့စိတ်မရှိဘူးဝန်ခံခြင်းနဲ့စိတ်မရှိဘူးမယားဝတ်ကြည်ပြွန်နဲ့စိတ်မရှိဘူးဆိုရင်လှပခြင်းမှာဟိုတာကအပေါ်ယံတက်တက်ပဲဖြစ်တယ်နှိမ်ချခြင်းတစားတကယ်ဝန်ခံခြင်းနဲ့အသက်တာဝန်ခံတဲ့အသက်တာမိသားစုမှာအစေခံတဲ့အသက်တာရှိဖို့ရန်တော်လို့တယ်တချို့ကလည်းတချို့မိန်းမတွေယောက်ျားကိုပြန်ဆိုတာတခါတည်းအိမ်မှာဒီမှာချက်ပြုတ်ရတယ်တွာလာတယ်နဲ့မတီးဘူးလားတဲ့ဒီကအစင်တက်လှုပ်ထားရတဲ့စားပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ယောက်ျားကိုအတကုံဆူတာအဲ့လိုမျိုး
ဒီမှာပင်ပန်းနေဆိုပြီးတော့ဟိုမသိလို့ရှင်သူများဥစ္စာကိုသူများဟာကိုသူကပေါ့နော်သွားလို့ပေးရတယ်တလူလူမျိုးပေါ့နော်ဆိုတော့ဒါကအိမ်ထောင်မိသားစုမှာလောက်ရမယ်ကိုလောက်ရမယ်တာဝန်ဖြစ်တဲ့အတွက်ကြောင့်ဝတ္တရားဖြစ်တဲ့အတွက်ကြောင့်ပျော်ရွှင်စွာနဲ့ညီညွတ်ခြင်းမရှိပဲလုပ်တဲ့တက်တာပေါ့နော်အဲနောက်ကျွန်တော်တို့ချိန်ရလို့ရှင်ဒီလနဲ့ပြည်စုံတဲ့မိန်းမဆိုပြီးတော့ဒီတုတ်တန်ကျန်31ကလေအဲမှာတေးစစ်ပေါ်ပြထားတဲ့ချက်လက်တွေများရှိတယ်ညီညွတ်ခြင်းမရှိဘူးအမဓမ္မကိုစံပြပေါ့နော်ဒီလနဲ့ပြည်စုံတဲ့မိန်းမပရမညာထက်ပိုပြီးတန်ဖိုးထားတယ်ဒါကြောင့်ကိုယ့်ရဲ့ယောက်ျားအတွက်လှပခြင်းဟာအမဓမ္မကိုဒီဝန်ခံခြင်းနှိမ်ချခြင်းနော်ဒီလိုက်လုံးညီထွေအောင်ခင်ပွန်းတဲ့နဲ့မိသားစုမှာအသက်ရှင်နေထိုင်တာခြင်းဖြစ်တယ်ဒါတော့အကျမ်းချင်းဖြစ်တယ်နံပါတ် F ကတော့ဖျားရှိမှတန်ဖိုးကြီးတဲ့အရာဖြစ်တယ်နော်ဒီဖျားကတာကိုပဲတန်ဖိုးထားတယ်ဒီကိကိုဝန်ခံတဲ့အသက်တာနဲ့အိမ်ထောင်မိသားစုမှာတာဝန်ကြီးပြန်စွာဖြစ်အသက်ရှင်ရပ်တည်သွားတဲ့မိန်းမဖြစ်ဖို့ရန်အတွက်ဉာဏ်ကိုဖျားကလိုလိုရှိတယ်မိန်းမကောင်းလို့ရှိရင်နော်အကုန်လုံးအဆင်ပြေတယ်ရုပ်ချိုးဖို့လှဖို့တဲ့စိတ်တဘောထားကောင်းပြီးတော့နှုတ်ကပတ်တော်နဲ့အညီတကယ်ကိုမိသားစုမှာတကယ်ကိုအိမ်ထောင်မယားဝတ်ကိုကြည်ပွန်စွာဖြစ်အသက်ရှင်တတ်မယ်ဆိုရင်ဘုရားရှိခိုးအင်မတန်မှတန်ဖိုးကြီးတဲ့သူဖြစ်တဲ့စာရာကဲ့သို့နော်စာရာလိုပဲဖြစ်တယ်လို့ပြောတယ်စာရာဟာတော်တော်လေးကိုနော်ကျွန်တော်တို့သူဒီအာဗြဟံနဲ့တခင်ကိုခေါ်တယ်ယိုသေချင်းဒီ respect ပေးခြင်းပေါ့နော်ရှိဖို့လိုအပ်တယ်တရားနဲ့တရားယုံသိခြင်းအတိအမှပြုခြင်းပေါ့နော်လိုအပ်တယ်ယောက်ျားကလည်းမိန်းမကလည်းအတိအမှပြုခြင်းယုံသိခြင်းလိုအပ်တယ်တရားနဲ့တရားချစ်ချင်းမြတ်တာဆွဲလန်းတတ်မဲ့မှုဆိုတာယူပြီးရင်တဖြည်းဖြည်းယူသွားမယ်တရားနဲ့တရားနော်အဲ့လိုကြီးဆွဲလန်းတတ်မဲ့ဆရာဘာမှမရှိတော့တဲ့ခြင်းပဲရှိလာမှာဖြစ်တယ်ဒါပေမဲ့စိတ်တပိုင်းဆိုင်ရာမှာကိုယ့်ရဲ့ဖက်မှာလောရတာတရားတွေလုံးပြီးတော့ကြည်ပွန်သွားနဲ့မိသားစုကိုမြတ်တာနဲ့နှိမ့်ချပြီးတော့စေတနာစိတ်နဲ့လှုပ်ဆောင်နေခြင်းမှာတော့အထင်ကြီးလေးစားစေတဲ့အရာဖြစ်တယ်။အမြဲတမ်းတမိုးထားပြီးတော့လှပနေမယ့်အရာဖြစ်တယ်ဆိုတော့နော်ကျွန်တော်တို့တွေ့ရတယ်။အစင်တာဖြစ်လိုက်မယ်နော်။ဆိုတော့ခင်သမီးအပေါ်မှာဘာလို့ရမလဲဆိုတော့ Corinth ကိုလိုတဲ့တစ်စကူကိုဖတ်ရအောင်။ကိုလိုတဲ့တစ်စကူအကြောင်းမူကားခတ်သိမ်းသောပြည့်စုံခြင်းကိုတားတော်၌ကျင့်ဝတ်စေခြင်းက၎င်းအဲ့လိုလားဆရာဆက်ပါကြည့်လားလဝကတိုင်မှာတွန်းသောအတွေးတော်အဖြစ်ရန်ကိုငြင်းစီ၍ကောင်းကင်အရာဖြစ်စေမြေကြီးအရာဖြစ်စေခတ်သိမ်းသောအရာတို့ကိုတားတော်အဖြစ်ဘုရားသခင်နဲ့မိတ်အရာဖွင့်စေခြင်းက၎င်းအလိုတော်ရှိတော်မူ၏Oh sorry 39ချင်းယောက်ျားတို့ကိုခိဘုံကိုချစ်ကြလောကြမ်းတမ်းစွာမပြုကြနဲ့ဆိုတော့ကျွန်တော်တို့ကြမ်းတမ်းစွာလုပ်ဖို့ရန်အတွက်ဖခင်လိုတော့မရှိဘူးချစ်ရမယ်ကိုခိဘုံကိုချစ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ဖန်ဆင်းပေးတဲ့အချိန်မှာနိုင်ရိုးထဲကနေထုတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့နှလုံးသားကိုယ်နှလုံးသားပဲဖြစ်တယ်เนาะကိုယ်နှလုံးသားရဲ့အနည်းဆုံးနေရာပါဖြစ်တယ်ကျွန်တော်တို့လည်းတန်းတူဖြစ်တယ်ကျွန်တော်တို့ချစ်ဖို့ရအတွက်ဘုရားသခင်ကအလိုတော်ရှိတယ်ဘုရားရဲ့အမိန့်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုယ်ခင်ဖို့ကိုချစ်ပါတခြားမဟုတ်ကဟုတ်ကကိုတွားချစ်ဖို့ရအတွက်မဟုတ်ဘူးဒီနေရာမှာခင်ပွန်းနေအနေနဲ့ဟိုပါပေါ့เนาะမျိုးမိန်းမတွေအနေနဲ့လည်းဟိုပြောပြချင်တာကတော့အကြံဉာဏ်ပေးချင်တာပေါ့ကျွန်တော်တို့ခင်ပွန်းတွေကအလုပ်သွားရတဲ့အခါမှာအလုပ်ဖို့လိုအပ်တယ်ဆိုအလုပ်သွားရတယ်အပြင်နေသွားရတယ်တခြားအပြင်နဲ့တွေ့တာဒါအများတယ်အလုပ်ခွန်ထဲမှာဆိုရင်သစိမ့်နေနဲ့တွေ့ရတယ်နော်ကောင်မလေးချောချောလေးတွေနဲ့လည်းတွေ့ရတယ်ကောင်နော်အမျိုးမျိုးနော်ဟိုအဖြူအမဲတွေနဲ့အကုန်လုံးတွေ့ရတဲ့ခါအိမ်မှာနေပြီးမယ်ဘာလို့ရမလဲဆိုတော့ဒါ site ကိုပိုင်းဆိုင်အရာဖြစ်တယ်ဒီအလှပြင်ပေးဖို့ဖြစ်တယ်အလှပြင်ပြီးတော့ကောင်းကောင်းမွန်မွန်တန်တန်ပြပြနဲ့နေဖို့ရတယ်ဖြစ်တယ်စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ခါဒါယောက်ျားကလည်းလိုနေဖို့ပါပဲအင်တောင်ပြူပြီးဆိုရင်တော့ဒီတိုင်းနေနော်အခါရဲအဝတ်လဲဒီတိုင်းဖြစ်တယ်လို့ဝက်နော်အခါရဲစပင်ကိုဖားရချပြီးတော့ရုပ်တရက်ကြည့်လိုက်မလေးကြောက်စရာကောင်းတယ်နော်ခါရဲဖြစ်
ဖြစ်တယ်လို့ရေလည်းမချုံနော်တခါလေဘာဖြစ်တယ်လဲဆိုတော့ခါလေဟင်းနန်ရောအမျိုးမျိုးအနံ့ပေါင်းစုံနဲ့ခလေးသေးနေရောတခါလေနေတာနော်အဲ့လိုမျိုးကြီးချစ်ကလူလေးတတ်တဲ့တော်များများတောင်ပေါ်ခလာတဲ့သူတွေလေဝင်ဂျန်နာပိုလစ်မှာဆိုတားမြင်ရတရားလူတွေကတော့အရာပေါ်ဖြစ်ကြတယ်လူနေမှုတားမြင်နေဟိုကလူတွေတခါလေချစ်တယ်လို့ခလေးလေးလေဒီလိုပဲလွှတ်တာအိမ်မှာလည်းတာရှင်းရင်မလို့ဒီတိုင်းပဲတခါလေကိုယောက်ျားကအလုပ်ခွင်ထဲမှာလူပေါင်းစုံနဲ့တွေ့ရတော့အတကုံချောမလှပအောင်ပြင်ထားတဲ့နော်စိတ်ပိုင်းဆိုင်ရာတော့ကြောက်စရာကောင်းတယ်မိမတွေနဲ့တွေ့ရအဲ့ဒါလေးပဲမြင်ပြီးတော့ကြာလာတဲ့ခါမှာဘာမှမဟုတ်ပေမဲ့လေအဲ့ဒါကကြီးမားတဲ့အရာကိုဖြစ်စေတယ်တချို့လူတွေကအဲ့ဒါပြင်ကအားကိုပဲအိမ်ကဟာနဲ့တော့တခြားစီပဲဆိုပြီးတော့ဖြစ်သွားတယ်ပြင်ကဟာနဲ့ပွားတော့တယ်ဒါများဖြစ်နော်ဘယ်လိုမျိုးဖြစ်သွားတတ်တယ်အဲ့ဒါကြောင့်ကျွန်တော် post တော့ဒီကရင်လေးမယားပေါ့နော်ဒီရှိတယ်သူမိမထိုင်းလာသူလာတာတယောက်ကအရန်သူမိမကနည်းနည်းပညာတတ်တယ်လေသူယောက်ျားကပညာဒီအင်္ဂလိပ်စကားတွေပါတိတ်ပင်အားလို့ဒီကြာရင်းနဲ့ပါဖြစ်သွားကြတယ်ဆိုပြဿနာကြီးကြီးဖြစ်သွားတယ်ဘယ်လိုဖြစ်သွားလဲဆိုတော့ရောက်လာပြီးတော့သူတို့ကျောင်းနေရတယ်လေကျောင်းနေပါလေထားပြီးတော့သူမိမကတော့အင်္ဂလိပ်စာလက်တော့ဆက်ပြီးတက်လိုက်တယ်သူယောက်ျားတော့လုပ်ဒီပါလေလို့ကလေး2ယောက်ရှိတယ်ကလေး2ယောက်ကလည်းကြီးနေပြီအကြီးမှဆိုရင်ကလေးတော်ရနေပြီကလေး2ယောက်မြည်တော်ရပြီတယောက်ဆိုရင်တော့အငယ်မှဖြစ်တယ်သူကတော့အပြိုပြောင်ဖြစ်နေပြီဘာဖြစ်သွားတယ်လဲဆိုတော့ညောလေးမဲနဲ့သူမိမကအကြောင်းတည်းရင်းနဲ့ဒီတိုင်းရင်းသားတယောက်နဲ့ပဲသူကညှိသွားတယ်ညှိသွားပြီးတော့ဘယ်လောက်ဖြစ်လဲဆိုတော့သူ့ယောက်ျားကိုခါခါတီးတီးပဲနင့်ကမပေါင်းချင်တော့ဘူးကွာပေးပါကြိုက်တဲ့နေရာတင်တွားနေလို့ရတယ်အချိန်မရွေးလည်းမထိုးပေးမယ်သူ့ယောက်ျားရှိမှာပဲသူ့မိန်းမရှိမှာပဲဒီသူ့ကလေးတွေရှိမှာပဲအဲ့ဒီသူတွဲနေတဲ့ကောင်လေးမြန်မာကောင်လေးပါပဲခေါ်လာပြီးတော့အတူတော်နေတယ်လို့ပြောတာပဲဒီလိုပဲတွားလာဝင်ထွက်တွားလာကြောင်းအတူတွားဒီလိုမျိုးဖြစ်ပြီးတော့အလုံးနဲ့အတူလုံးဆိုတော့သူ့ယောက်ျားတာခံစားတာညင်နေပဲကျွန်တော်လည်းရောက်သွားတော့တကယ်စိတ်မကောင်းဘူးကိုလည်းအဲ့လိုမျိုးမဖြစ်ဘူးပေမဲ့လေယောက်ျားတယောက်အနေနဲ့တော်လေးကိုသူတော်ခံစားပြီးဆရာတွေကိုလည်းသူပြောပြတယ်ပြန်ပြီးတော့ဟိုအတင်မြန်ဖို့ရန်တို့ပြောခိုင်းတယ်ဒီလိုနဲ့လောက်ကြတယ်ဒါပေမဲ့အစင်ကမပြေဘူးဒီလိုပဲမယုံကြည်သူလည်းဖြစ်တာဘူးသူမိမကလည်းအဲ့တော့ဒီလိုပဲဖြစ်ဆိုတော့ကျွန်တော်လည်းဆူတောင်းဖို့ရောက်သွားတယ်သူမိမကထွက်မလာနေမကောင်းဆိုတော့အခန်းထဲမှာပဲအေးစိတယ်သူယောက်ျားကဒီလိုပဲသူမျက်ရည်မျက်ခွန်းနေပဲသူကတော့တအားချစ်တယ်သူမိမကိုသူကလေးတွေကလည်းကြီးနေပြီလုံးဝအဲ့လိုမျိုးထောင်ကွဲဖို့သူမလုပ်ချင်ဘူးဒီလိုနဲ့ဖြစ်တော့ဆူတောင်းပြီးသူကလေးတွေအားပေးတယ်ဒါသင်ခန်းစာရေးဖို့ကိုလည်းဒီလိုမျိုးဖြစ်ဖို့အားငယ်ဖို့မဟုတ်ဘူးဘုရားကမိဘအစစ်ဖြစ်တဲ့လောကမှာခဏနေတာဆိုတော့အားပေးပြီးတော့ဆူတောင်းပေးတယ်သူကမခံစားနိုင်တော့ဘူးပောက်ကရတွေပဲလုပ်ဖို့ရန်အတွက်စိတ်ထောက်ပေါက်ကိုပဲရှာချင်တော့တယ်အကြံပေးအင်ဂျင်နာပိုလစ်မှာဟိုပဲဖြစ်နလာ3လလောက်စိတ်လည်းပြောက်လိုက်နေကြည့်ပါလားအဲ့မှာလဲဒီကိုပါကန်ရောတွေကြည့်ရှိတာပဲမျိုးတွေရှိတာပဲဆိုတော့သူစဉ်းစားပြီးတော့ကျွန်တော်ပြန်သွားတော့မချဘူးသူလာရောက်ပြီးတော့အဲ့ speedway ဖက်မှာသူနေပြီးတော့ဒီလိုပဲအလုံးရဖုန်းဆက်သမီးနဲ့ဖုန်းဆက်စုနေတာတောင်းကျွန်တော်လည်းစုတောင်းပေးတယ်အဲ့တခြားတော့အိမ်ထောင်ပြန်ပြုရင်ကောင်းမလားလို့သူစိတ်ကူးနေဒါပေမဲ့သူလုံးဝမခွဲချင်သူသားသမီးတွေကိုလည်းကြည့်တယ်နောက်ဆုံးစုတောင်းပြီးတော့တီကိုလာခါနေနဲ့ပြီးခဲ့တဲ့တပတ်တုန်းကပဲသူအိမ်ကိုကျွန်တော်ကိုလည်းပြန်လာတွေ့တယ်အဲ့သူကြည့်လိုက်တော့မျက်နှာတွေလည်းပွန်လန်းလို့ပြုံးလို့ရှင်လို့လိုကြည့်ရတယ်လေတော်တော်လေးလန်းသွားတယ်အဲ့သူပြောပြတယ်ဒီလိုပဲဖေးကြည့်လို့တော့ပဲဆရာတို့လည်းစုတောင်းပေးကြတာဖုန်းဆက်လာတယ်တဲ့အမျိုးသမီးတကယ်ကိုနှောင့်တရပြီးတော့သူတော်လေးတောင်းပါနဲ့ပြန်ပြီးတော့ဗောနော်ကျွန်တော်တို့အတူမိသားစုဘဝကိုတည်ဆောက်ဖို့ရန်အတွက်သူပြန်တောင်းဆိုရဲဆိုပြီးကျွန်တော်ပြန်ရတော့မယ်ဆိုလာနှုတ်ဆက်တော့အရန်ဝမ်းသာတယ်ကျွန်တော်လည်းဆိုတော့ပြောပြချင်တာကျွန်တော်တို့ချစ်ချင်းမြတ်တာအရေးကြီးတယ်ချစ်ချင်းမြတ်တာနိုင်ထက်သွေးဆောင်တာဖြစ်တယ်မြတ်တာပြချင်းချစ်ချင်းမြတ်တာကိုယ့်ရဲ့မိမကိုချစ်ဖို့ဖြစ်တယ်မုန်းဖို့ယူထားတာမဟုတ်ဘူးချစ်ဖို့ယူထားတာဖြစ်တဲ့အခါမှာအမျိုးသမီးအနေနဲ့ကလည်းခဏကပြောသလိုပေါ့နော်
ဒီလူဆိုတဲ့တဘာဝကအလှကိုကြိုက်တယ်သဘောတဘာဝကိုကြိုက်တဲ့အခါမှာကောင်းကောင်းမွန်အင်ထောင်ကြပြီးမှဘိုးတော်မှပြင်ဆင်ရမှာဖြစ်တယ်နော်အဲ့ဒါတခြားအပြင်အတွက်ပြင်ဆင်တာမဟုတ်ကိုယောက်ျားအတွက်ကိုရဲ့သားသမီးတွေအတွက်နော်လှပခံညာဒီနေနဲ့နော်ကြည်လို့ရှုလို့အဲ့ဒါမှကိုအစဉ်ပြေပြီးတော့အကောင်းဖက်မှာဆွဲဆောင်မှုရှိပြီးတော့ဒါအနေနဲ့သူဖြစ်နေရမှာဖြစ်တယ်ဒါကမိန်းမတွေလောက်ရမှာဖြစ်တယ်ယောက်ျားတွေအနေနဲ့ကိုမိန်းမကိုချစ်ဖို့တခြားလူကိုသွားချစ်ဖို့မဟုတ်ဘူးအတူနေထိုင်ပေးဖို့ရန်အတွက်ဖြစ်တယ်ခဏခဏခရီးထွက်တခြားနေရာသွားအိတ်တခြားနေရာသွားအိမ်မမနေဆိုတာကဒါပြင်ပွန်းတဲ့လောက်ရမှာအရာမဟုတ်ဘူးဆိုတော့ကိုကျွန်တော်တွေ့ရတယ်အေးဖိတ်925ကိုတယောက်ဖတ်ပေးပါတယောက်ကတိတ်ပြီး3ခုဖတ်ပေးပါ အချင်းယောက်ျားတို့ခရစ်တော်ဒီအသင်းတော်ကိုချစ်တော်မူတဲ့ကဲ့သို့တင်တို့လည်းကုခင်ပေါင်းကိုချစ်ကြလော ခရစ်တော်ကတင်းတော်ကိုချစ်တယ်တင်းတော်ကိုချစ်တဲ့အတွက်ကြောင့်တင်းတော်ဆိုတာယုံကြည်သူတွေဖြစ်တယ်ချစ်တယ်ပြီးတော့သူ့အသက်ကိုတော့သူဆွမ်းတာဖြစ်တယ်ခင်ပွန်းတွေကလည်းကိုယ့်ရဲ့မိန်းမတွေကိုချစ်ရမယ်ခရစ်တော်ကတင်းတော်ယုံကြည်သူကျွန်တော်တို့တွေကိုချစ်တယ်လို့ကိုယ်ခင်ပွန်းတွေကိုယ့်ရဲ့မိန်းမကိုချစ်ဖို့ညံ့အောင်ပို့ပြောထားတယ်အတူနေထိုင်ပေးရမယ်တစ်ပေ3ခုနဲ့ကိုဖတ်ပေးပါ ထိုနည်းတူယောက်ျားတို့စစ်တောင်းခြင်းအမှု၌အစီအတားမရှိစေခြင်းကအသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍အမွေခံရသောသူချင်းကဲ့သို့သတိပညာနှင့်လျော်စွာကိုခင်ပွန်းနှင့်အတူနေ၍အားနည်းသောသူကိုပြုသင့်သည့်အတိုင်းသူကိုစောင့်မပြုစုကြလော့ ဆောင်မပြုစုရမယ်အတူနေပေးရမယ်နော်ကျွန်တော်တို့အတူနေပေးရမယ်စိတ်ပိုင်းဆိုင်ရာဘယ်လိုရှိသလဲအလုပ်အတူလုပ်ပေးတာတို့အတူစကားပြောတာတို့အချိန်ပေးတာတို့အတူနော်ဒီစီးတော်ပေးတာတို့အားတဲ့အချိန်မှာနော်အချိန်ပေးပြီးတော့အတူနေပေးဖို့ဖြစ်တယ်အတူနေထိုင်ဖို့ဖြစ်တယ်ရှုပ်ကလည်းမိမယူပြီးတော့ဟာတခါလေးနိုင်ငံခြားမှာပဲအကြာကြီးနေပြီးတော့မိမပါပြန်ယူပြီးမိမတွေနဲ့ကွဲကုန်ဘာဖြစ်လဲဆိုတော့အတူမနေလို့ဖြစ်တယ်အတူနေချင်းဟာတိတ်အရေးကြီးတယ်မင်းထောင်မိသားစုအိမ်ထောင်ပြူပြီးတော့အတူမနေဖို့ဆိုရင်အစကတည်းကမပြူတာပေါ့အဲကြောင့်အတူနေကိုနေရမှာဖြစ်တယ်အတူနေရမယ်မျှဝေခံစားရမယ်ဟိုချင်းဖြစ်ပါစေနော်နာချင်းဖြစ်ပါစေနော်စင်ရဲ့ချမ်းသာမျှဝေခံစားပြီးတော့အတူနေထိုင်ရမှာဖြစ်တယ်စိတ်အားငယ်နေတဲ့အချိန်မှာအားပေးရမှာဖြစ်တယ်နော်ကိုကသူ့ကိုချစ်ပြီးတော့ချစ်တဲ့စိတ်နဲ့သူ့ကိုအများအားပြုစုရမယ်နော်ကိုညီပေးရမယ်ဖေးမပေးရမှာဖြစ်တယ်အဲ့ဒီမေတ္တာကချစ်ရတဲ့မေတ္တာကတခါတည်းဒီလိမ်စိတ်တစ်ခုတည်းနဲ့ချစ်ချင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဖယားမေတ္တာနဲ့ကိုမိမကိုချစ်ဖို့ဖြစ်တယ်ခရစ်တော်ကကျွန်တော်တို့ကိုချစ်တယ်ဖယားမေတ္တာကယောဟန်36ကျွန်တော်ဖတ်တဲ့အခါမှာတွေ့ရတယ်ဒီလောကသားတွေကိုချစ်တယ်ဘယ်လိုချစ်တယ်လဲဆိုတော့ရှိရမှာတပါးတည်သောသားကိုဆွမ်းတဲ့ချစ်တယ်ဘုရားမြတ်တာနဲ့ချစ်ရဂလာတိ9:20နဲ့မြတ်တာနဲ့အစပြုတယ်ဝိညာဉ်တော်ရဲ့အတိကချစ်ချင်းမြတ်တာဖြစ်တယ်အဲ့ဒီကနေစတယ်ချစ်ချင်းမြတ်တာကအကုန်လုံးကိုခြုံထားတာဖြစ်တယ်အထက်ကစိတ်ရှိချင်းပြီးခံချင်းဝမ်းမြောက်ခြင်းဉာဏ်သိမ်ဝင်ခြင်းကာမဂုဏ်ချုပ်ပြီးခြင်းချစ်ချင်းမြတ်တာအကုန်လုံးခြုံထားတာဖြစ်တယ်အဲ့ဒီမြတ်တာနဲ့ဘာဖြစ်တယ်လဲချစ်ဖို့ဘုရားအလိုတော်ရှိတာအခါရဲအပျော်တွဲဖို့အခါရဲစိတ်အာသာပြေဖို့အပြင်းပြေတွဲဖို့ရံတမုံဘူးဖယားကကျွန်တော်တို့ကိုချစ်တယ်လို့မပြောင်းလဲနိုင်တဲ့အခြေအနေပေါ်မှာမူတည်တဲ့မြတ်တာနဲ့ယူပြီးပြီဆိုရင်ချစ်ဖို့ပေါင်းသိမ်းဖို့ရန်အတွက်ဆက်ဆံဖို့ရန်အတွက်ဖြစ်တယ်။ဝိညာဉ်ရေးရမှာဝတ္တရားနှမျိုးအတွက်ဖြစ်တယ်။အဲ့လိုချစ်ခြင်းဟာတစ်ခုကခုနဖတ်သွားပြီးတယ်လို့ဆူတောင်းခြင်းနဲ့အဟံတာမဖြစ်စေဖို့ရန်အတွက်ဖြစ်တယ်။ဘုမိမနဲ့အစင်မပြေအတူမနေတခြားကြိုက်တာတွေလုပ်ပြီးတော့ဘုရားရှိခိုးမှာဆူသွားတောင်းလို့ဘယ်တော့မှဆူတောင်းခြင်းနားညောင်းခြင်းခါရမှာမဟုတ်ဘူး။ဆူတောင်းခြင်းနဲ့ဘုရားနဲ့ဘယ်လိုမှသိမြတ်နိုင်မှာမဟုတ်ဘူး။အဲ့တော့မိသားစုကဒါအရေးကြီးတယ်။အသိတော်မှာအသိတော်တိုးတက်ဖို့အသိတော်ကောင်းစားဖို့ရန်အတွက်အသိတော်ပို့ပြီးတော့ဝိညာဉ်ရေးရမှာကြီးထွားဖို့တခြားပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာကိုကြီးထွားဖို့ရန်အတွက်မိသားစုအစဉ်ပြေဖို့မိသားစုလိမ့်နဲ့မရအစဉ်ပြေပြီးတော့ဖြစ်နေဖို့အိမ်တော်မိသားစုမှာတခါလေးစကားများရဖြစ်ပြီးတော့ဘုရားကျောင်းလာလို့ရှင်ဆူတောင်းလို့ဖြောက်မလားဖြောက်မလားပေဖြောက်မလဲနော်တယောက်ကခုံရှိမှထိုင်တယောက်ကနောက်မှထိုင်ပြီးတော့နော်ဒီလိုပဲမြင်တာတော့မမြင်ချင်မဲနဲ့ဘုရားကျောင်းတော်လာနေတာပဲဝတ်ချင်တိုင်းရှိတယ်ဒါပေမဲ့ဟိုမှာစကားများဟိုမသိမြတ်ဘူးလေဒီလိုလို့ဆူတောင်းဖြောက်မယ်ဘုရားကိုရှိခိုးဖို့အဲ့ဒါကြောင့်အသင်းတော်မတိုင်းခင်မှာမိသားစုအရေးကြီးတယ်မိသားစုကနေအသင်းတော်ကနေရရေးရွာရေးလာ
ဒီနိုင်ငံကြီးတစ်ခုလုံးအတွက်ပါကဘာကြီးတစ်ခုလုံးအတွက်ပါမိသားစုကအကုန်လုံးထိန်းချုပ်ထားတာဖြစ်တယ်မိသားစုတွေကနေပဲနိုင်ငံအုပ်ချုပ်တဲ့သူတွေနဲ့ပေါ်လာတာဖြစ်တယ်မိသားစုကနေပဲဒီလိုသွားတာဖြစ်တယ်ဝိညာဉ်ရေးရကောင်းစားဖို့ရအတွက်လားတမျိုးလုံးတစ်ဆွေလုံးအတွက်လားမိသားစုကနေပေါက်ဖွာလာတာဖြစ်တယ်ဒါကြောင့်လင်းနဲ့မယားကြမှာဖယားနဲ့ဆက်သွယ်တဲ့နေရာမှာစီဟန်တာမဖြစ်စေဘူးအတူနေပြီးဖို့မုန်းဖို့ရတော့မဟုတ်ဘူးချစ်ဖို့နော်မြတ်တာဖယားမြတ်တာနဲ့သူ့ကိုချစ်နေဆိုရင်စုကိုလည်းဖြောင်းဖြောင်းတန်းတန်းနဲ့ဦးသားအတူတောင်းနိုင်တယ်ကိုလည်းတောင်းနိုင်တယ်မိန်းမနဲ့ပွင့်လင်းစွာဆက်သွယ်ရမှာဖြစ်တယ်မိန်းမနဲ့ပွင့်လင်းစွာဆက်သွယ်ရမှာဖြစ်တယ်မိန်းမနဲ့ဆက်သွယ်တဲ့နေရာမှာတခြားချန်ထားဖို့ရတဲ့ဘာမှမရှိဘူးနော်ပွင့်လင်းလေးယောက်ျားအိမ်ထောင်ကြပြီးတော့ကိုမိန်းမဝင်မစော့ဖက်ဖို့အတိမပေးတဲ့အရာဘာတစ်ခုမှမရှိစေရဘူးအကုန်လုံးအတိပေးရမှာဖြစ်တယ်ကိုကိစ္စအကြီးဆုံးမှအသေးဆုံးတိုင်းအားလုံးသိရအမျိုးသားများအတွက်ထဲပဲဆိုပြီးတော့အင်းလက်ထပ်ပြီးသားလူတစ်ယောက်ကတတ်မှန်လို့မရတော့ကိုမိန်းမကကိုကြီးဆုံးမှငယ်ဆုံးတယ်အကုန်လုံးသိရမှာဖြစ်တယ်လုံးဝပေါင်းပတ်သက်နေရမှာဖြစ်တယ်ပါလေတခုခုလောက်ပို့လာကိုမိန်းမအတိကိုသိရမယ်ကိုမိန်းမကတော့အကြံဉာဏ်ပေးရမယ်သဘောတူရမယ်ကိုမိန်းမနဲ့အဆင်ပြေရမယ်ညီနိုင်ရမှာဖြစ်တယ်ကိုယ်လုံးတိတတ် private ဆိုတာတိတတ်မရှိတော့လိမ့်နဲ့မရကြမှာလုံးဝ open ဖြစ်နေရမှာဖြစ်တယ်လုံးဝပွင့်လင်းနေရမှာအဲ့လိုပွင့်လင်းမှုမရှိဘူးဆိုရင်ဖယားနဲ့လည်းဘယ်လိုမှပွင့်လင်းစွာဆက်ဆံနိုင်ပါဘူးဖယားနဲ့ပွင့်လင်းစွာဆက်ဆံနိုင်ဖို့ဖယားနဲ့ကိုယ်နဲ့ကြားမှာအော်တပါစိတ်ကြီးကြီးလေးနဲ့ကိုယ်ွယ်ဝက်ပြူပြီးဆက်ဆံလို့ရဖို့ရန်အတွက်အင်ထောင်မိသားစုမှာလိမ့်နဲ့မရကြမှာပွင့်လင်းလင်းအပြာအလားရှိဖို့ရန်အတွက်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့ချမ်းသာကဆိုလိုနေတာဖြစ်တယ်ဒါကြောင့်သိအရေးကြီးပါတယ်ဒီအရာကိုပြီးတော့သားသမီးဝက်ကတော့များများစားစားမရှိဘူးသားသမီးအနေနဲ့လှုပ်ဆောင်ရမယ်ပုံရကတော့ Efet 6 tick ကနေ3အထိဖတ်ရအောင်ပြီးတော့ column တဲ့30ကိုခုဖတ်မယ်သားသမီးတို့ခင်ဖျား၏အလိုတော်နှင့်အညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားတော်အမှုဖြစ်၏မိဘကိုယုံတည်စွာပြုတော်ဤပညတ်တော်ကတင်းကြီးပြည်တော်၌ကောင်းစွာအသက်တာရှင်မဲ့အကြောင်းဟူ၍ဂတိတော်နှင့်ဆိုင်သောပထမပညတ်ဖြစ်၏အဘရှိတယ်နော်အဘတို့ရတယ်ဟောရတော့3ကြည့်ဆိုတော့မိဘစကားကိုနားထောင်ရမယ်နားခံရပူပေးနော်မိဘစကားကိုနားထောင်ဖို့ကသားသမီးရဲ့တာဝန်ဖြစ်တယ်အဲ့လိုမိဘစကားကိုနားထောင်ဖို့ရအတွက်နော်ကျွန်တော်တို့သားသမီးကလိမ္မာဖို့ရအတွက်ကျွန်တော်တို့မိဘတွေရဲ့တာဝန်ဖြစ်တယ်ဆိုတော့ကိုပြောထားတယ်ဖခင်ရဲ့အလိုတော်ဖြစ်တယ်မိဘစကားကိုနားထောင်ရမယ်နားမထောင်တဲ့ကလေးမဖြစ်စေရဘူးကိုလိုတဲ့30ကိုပြန်ဖတ်မယ်တော်သမီးတို့မိဘစကားကိုအရာရာနဲ့နားထောင်ကြလို့မိဘစကားကိုနားထောင်ခြင်းနဲ့ဒီတရားသခင်မြတ်တော်မူတော့အမှုဖြစ်ပြီးဆိုတော့မိဘစကားကိုဘယ်လိုနားထောင်ရမလဲဆိုတော့တချို့နေရာမှာအရာရာနဲ့လားအိမ်ထောင်ရေးအတွက်လားဝိညာဉ်ရေးရာအတွက်လားမိဘကလည်းဘုရားကိုတည်တယ်မိဘဖြစ်တဲ့အတွက်ကြောင့်သားသမီးအတွက်ဘုရားအလိုတော်ရှိတဲ့အတိုင်းအကောင်းဆုံးအတွက်ပြုတင်မှာဖြစ်တဲ့အတွက်ကြောင့်နားကိုနားထောင်ရမယ်အမှုအရာအားလုံးမှာကိုယ်ဘဝအတွက်သူကတွန်းတင်တာဖြစ်တယ်ဘယ်ချိန်မှနားထောင်ရမလဲဆိုတော့ဘယ်အချိန်အထိလဲဆိုတော့မိဘနဲ့အတူနေတဲ့အထိကြီးပြင်းတဲ့အထိနော်တိုးတိမ်မခွဲခင်အထိကိုနားထောင်နေရမှာဖြစ်တယ်ဤတိတ်လာလူမျိုးတွေဆိုရင်သူတို့ဘယ်လိုကြီးပြင်းလာကြလဲဆိုတော့မိဘကပဲတွန်းတင်တာဖြစ်တယ်အဖေမေကလက်ဦးဆရာပဲအမေကစာတင်ပေးတယ်ဖေကစာတင်ပေးတယ်တေးချန်ကပတ်တော်တွေတွန်းတင်ပြီးတော့သူတို့ကြီးပြင်းလာတာဖြစ်တယ်ဒါမာရီကလည်းကျွန်တော်တို့ဖြစ်တော်ကိုသူတွန်းတင်လာပြခဲ့တာဖြစ်တယ်ယောသကလည်းသူကိုလည်းတမအတတ်တည်တင်ပေးခဲ့တယ်အသက်30နှစ်လုံးလုံးလည်းတမအတတ်တည်တမြောက်ပြီးတော့မိဘစကားကိုနားထောင်မိဘကိုလှုပ်ချွေးတယ်မိဘရဲ့အလုပ်ကိုဝန်ကူတယ်အတူလှုပ်ဆောင်ခဲ့တာဖြစ်တယ်နော်ဒါခရစ်တော်ရဲ့တမန်ဖြစ်တယ်ဆိုတော့နာခံခြင်းရဲ့ရလာကပါလဲဆိုတော့ PVP နှစ်6မှာကျွန်တော်တို့တွေ့ရတယ်နှစ်6ကနေပြီးတော့ရှေ့ကျွန်တော်တို့ကြည့်ရအခါမှာချက်
ထိုတခင်ဒီခင်ဖျား၏တရံတော်နဲ့ပြည့်စုံတော်မူသည်ဖြစ်၍ဖျားတခင်နှင့်ပြန်တော်အမှုကိုလူယူခြင်းအမှုကိုမထင်မမှတ်လက်ပင် မိမိအသေးကိုစွန့် ဟုတ်တယ်ရှစ်တီ ဟောရှိတယ်နော် တေကိုစွန့်အစေခံကြောင့်ဤတံကိုယူဆောင်တဲ့လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ထိုတို့လူဤကိုအင်္ဂါလက္ခဏာနှင့်ပြည့်စုံရဲ့အသေးခံခြင်းတောင်မဟုတ် လောကတိုင်မှာအသေးခံခြင်းတိုင်အောင်အ စေ စေ ကျု ကျု ခံ ခံ ၍ ၍ ကို နှိမ့်ချတော်မူ၏စက်ပါကြည့်ပါ ထို့ကြောင့်ဘုရားခင်သည်ကိုရောကိုအလွန်ချီးမြှောက်၍ဘွေနာမတကာတို့ထက်ကြီးမြတ်သောဘွေနာမကိုပေးသနာတော်မူ၏ဆိုတော့အဲ့ဒါနှိမ့်ချခြင်းရဲ့ဒီဘုရားလာပဲဖြစ်တယ်ခရစ်တော်ဟာခမည်းတော်ဘုရားရဲ့အလိုတော်ကိုဝန်ခံပြီးတော့နှိမ့်ချခြင်းနဲ့နာခံတဲ့အသက်တာရှိရဲ့မိစကားကိုနားထောင်ပြီးတော့အဲ့ဒီတိုင်းနေတဲ့အတွက်ကြောင့်အကြီးမြတ်ဆုံးသောချင်းနောက်ချင်းကိုသူခံစားရတယ်။ပွဲနာမှာတကာတို့ထက်ကြီးမြတ်တဲ့ပွဲနာမှာကိုသူရတယ်။မိဘစကားကိုနားထောင်တဲ့ကလေးတိုင်းကကောင်းစားတယ်။ဂတိတော်အရာပါလဲဆိုတော့ကျွန်တော်တို့ effect chop တင်မှာလဲကျွန်တော်တို့ဖတ်တော့ပြီးဂတိတော်မျိုးမျိုးကမိဘစကားကိုနားထောင်ခြင်းအဖြစ်ကောင်းစားတယ်လို့ပြောတယ်။ပြည်တော်နိုင်နေကောင်းစားအင်္ဂလိပ်လိုကတော့ happy life လို့ပြောတယ်။ပျော်ရွှင်တဲ့ဘဝပေါ့နော်။ကလေးတွေအားလုံးကပျော်ရွှင်ချင်ကြတာလားမလားပျော်ရွှင်နေချင်ကြတယ်ပျော်ရွှင်နေထိုင်ဖို့နိုင်ရာအတွက်မိဘစကားကိုလက်လို့မရှုံးမိစေဖို့သူတို့ဘဝမှာအရေးကြီးတယ်မိဘစကားပြောတဲ့စကားကိုတွေ့မသိနားထောင်တတ်ဖို့အရာ၌မိဘစကားကိုနားထောင်တတ်ဖို့လိုတယ်အဲ့လိုနားထောင်မှလည်းပျော်ရွှင်တဲ့ဘဝကိုရရှိမှာဖြစ်တယ်ပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းမှာဖြစ်တယ်နောက်တစ်ချက်ကတော့ရှည်သောအသက်ဖြစ်တယ်အခုအသက်တအားတူကြတယ်ဘာဖြစ်လို့လဲဆိုတော့မိဘစကားနားမထောင်လို့ဖြစ်တယ်မိဘတွေကိုယ်တိုင်ကလည်းအဲ့ဒီမိဘတွေကိုနားမထောင်ခဲ့လို့ဖြစ်တယ်အသက်တူနဲ့ပေကြတယ်မတေးမဲတေးကြတယ်မိဘစကားနားမထောင်လို့ဖြစ်တယ်မိဘတုံတင်ချင်းကိုလုံးဝနားမထောင်ကြလို့ဖြစ်တယ်အခုခေတ်ဆိုရင်တချို့တရားဟောဆရာတွေတာသမီတွေလည်းတခါလေနော်တာသမီလိုတော့သူတို့မတတ်မှတ်ချင်တော့အဲ့လိုဖြစ်သွားတာတခါလေဒီလူဖြူတွေရဲ့တချို့တရားဟောဆရာတာသမီဆိုစာတန်ကိုကိုးကွယ်တဲ့နေရာမှာpraise and worship တော့ဦးဆောင်ပြီးတော့နော်နာမည်ရဖို့ရတဲ့အဲ့လိုမျိုးတော့လုပ်ကြတယ်ပါစတာသူသမီးဖြစ်နေတော့သူကလုံးဝငါသမီးလည်းမဟုတ်တော့ဘူးလုံးဝသမီးအဖြစ်ကဆွန့်လွတ်တယ်ဆိုပြီးတော့ပဲဟောမိဘအင်မတာမှာပမာစကပုံမှာရှိပါတယ်မိဘမျက်ရည်တစ်ဆက်သားသမီးစင်းရဲ့တသက်ဆိုပြီးတော့ရှိတယ်ချမ်းသာနဲ့ပျော်ရွှင်တဲ့ဘဝကိုရှည်တော့တဲ့နဲ့ကျွန်တော်တို့ဖြတ်တန်းနိုင်ဖို့ရတဲ့မိဘတွေကိုကျွန်တော်တို့စကားနာထောင်ရမယ်မိဘကိုမလုတ်ကျွေးနိုင်နေပါစေဘာမှမပေးနိုင်နေစေမိဘရဲ့စကားကိုနားထောင်ပြီးတော့တက်ရှင်ဖို့ဖြစ်တယ်ကိုယ့်အတွက်ပဲဖြစ်တယ်မိဘကလည်းအကောင်းဆုံးပဲစကားပြောမှာဖြစ်တယ်ဒါကြောင့်မိဘကလည်းသားသမီးကိုတုံသင်ဖို့ဖြစ်တယ်ဘယ်လိုတုံသင်ရမလဲဆိုတော့ဒီနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ထောက်ပံ့နာကထဲမှာဟုတ်ပဲနေဘဝအတွက်စိတ်တက်ခွန်အားနော်ဘဝမှာဘယ်လိုနေထိုင်ရမလဲအသေးစိတ်လူမှုရေးနော်ဝိညာဉ်ရေးရမှာလည်းဘယ်လိုလဲခုနကလည်းကျွန်တော်သင်ပြီးပြီအသေးစိတ်တုံသင်လမ်းပြမှာဖြစ်တယ်မိဘကအရန်ကိုတာဝန်ကြီးတာဖြစ်တယ်နံပါတ်1အနေနဲ့ effect 6လေးကိုပြန်ဆက်ဖတ်ကြည့်အောင်နော်အခုကိုတတလေးကိုစိတ်ဆိုးစီချင်မှပြောကြတယ်တခင်ဖဲအလိုနဲ့အရင်ဆုံးမှတုံတင်ချင်းကိုပြောကြပြနေကြတော့အဘလိုတဲ့ကိုသားသမီးကိုဗာလဲစိတ်ဆိုးဖို့ရတယ်မပြုဘူးဖြစ်တယ်စိတ်ဆိုးဖို့ဆိုတာတခါလေဒေါသထွက်အောင်ဒီလိုမျိုးလုပ်ပလိုက်တာကိုပြောချင်တာထက်အဲ့ဒီနေရာမှာစိတ်ပိုင်းဆိုင်ရာမှာဆိုးသွန်းသွားပြီးတော့နော်တခါလေစိတ်ရိုင်းဝင်ပြီးစိတ်မိုက်တီဖြစ်သွားဖခင်ကြီးကသားသမီးကိုမလုပ်ဖို့ရန်တို့လိုရတယ်တချို့ကဆုံးမတာပဲဆုံးမတာကရက်ဆက်ရကြတော့လေပုံစံတွေဖြစ်သွားတယ်ဒီကျုံမှာဒီတရင်မှာတကတွေ့လိုက်တယ်သူသားကြောင်းလုံးမသွားချင်တာနဲ့တောင်ပေါ်ကထင်နေကြည့်ရတာဒါစိတ်ဆိုးပြီးတော့ကျိုးနဲ့တုပ်ပြီးတော့ကြောင်းကိုဆွဲသွားတာသူသားကိုအဲ့ဒါကိုတေးချဆရာမကတင်မရာရိုက်ပြီးတော့တခါလေးခလေးများဖွဲ့ကိုတခါလေးတရင်ပေးလိုက်တဲ့ထင်တယ်တရားဆွဲချင်းခါရတယ်ပေါ့နော်ဆိုတော့တချို့ကသားသမီးကိုချစ်တာတဲ့ဒါမဲ့စီကန်း
ဆိုပြီးတော့လှုပ်တာများပြီးတော့ရက်ဆက်ရာကိုရောက်သွားတယ်စီကန်းရဲ့အပြင်ဖက်ကိုရောက်သွားတဲ့ချိန်ကြီးတယ်အဲကြောင့်မြတ်တာရဲ့အထဲမှာပဲသားသမီးကိုတွင်တင်ဖို့ဖြစ်တယ်ရက်ဆက်ရာမရောက်ပြီးဖို့ရတဲ့ဖြစ်တယ်ဆုံးမတော့ဆုံးမရမယ်ဒါပေမဲ့ရက်ဆက်ရာမရောက်ဖို့ဖြစ်တယ်ဖခင်ဟာကလေးများနာခံခြင်းရှိဖို့ရတဲ့သူကိုယ်တိုင်ကပုံစံခွက်တစ်ခုဖြစ်တယ်ဆိုတော့နားလည်ဖို့ဖြစ်တယ်ဖခင်ကိုနာခံတဲ့အတ္တရှိရမယ်ပြီးတော့မိဘနှစ်ပါးအပြန်အလှန်လေးစားကြည့်ပြီးတော့ဝန်ခံတဲ့အတ္တနာခံတဲ့အတ္တရှိရမယ်ဖခင်ရဲ့စကားကိုမိခင်ကတသွေးမသိနားထောင်ရမယ်ဒါသားသမီးကလည်းကြည်နေတာဖြစ်တယ်ဘယ်လိုနာခံမလဲအဖေပြောတာကိုအမေကလည်းကြယုံမဆိုင်အမေပြောတာကိုအဖေကလည်းကြယုံမဆိုင်ဆိုတော့အဲ့ဒါကလေးကကြည်ပြင်းလာတဲ့အခါမှာသူလည်းဘာမှမကြယုံဆိုင်ဘူးအဲ့တော့ဒါကိုတတိထားဖို့လိုအပ်တယ်နောက်တစ်ခုကကလေးများကိုကြမ်းတမ်းစွာမဆုံးမဖို့ခုနလည်းပြောတယ်နော်ဆုံးမရမယ်မကြမ်းတမ်းစေဖို့မရက်ဆက်ဖို့ရအတွက်လိုအပ်တယ်စိတ်ရိုင်းတွေဝင်သွားနိုင်တယ်နော်ကလေးတွေကသားသမီးမိဘလုတ်တယ်လို့ပြန်လုတ်တာဖြစ်တယ်ကျောင်းမှာလည်းကြီးနေကြနော်ကလေးတွေကသူတို့ဆရာမတင်ပေးတယ်လို့ပဲတရားပြန်တင်ပေးနေကြတာအားသူတို့ဟိုဘယ်လိုပြောမလဲအတူယူတယ်အတူယူအတတ်သိတယ်လို့ခေါ်တာအားလုတ်တယ်အဲ့လိုဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကလေးတွေကအရန်ကိုသူတို့ဒီဖွံ့ဖြိုးပြီးတော့ညံတအားကောင်းတယ်ဆိုတော့ဒါတော့ကျွန်တော်တို့အသက်တာမှာဆက်ဆံရေးတွေလည်းကြည်ပြီးတော့စကလုံးတွေအကောင်းဆုံးเนาะအတူယူကောင်းတဲ့စကားတွေကိုရွေးပြီးတော့သုံးဖို့အပြုတ်မွန်နေထိုင်ကိုကောင်းမှုစွာလုပ်ဖို့မိဘအဖေစကားကိုအမေကလည်းဝန်ခံမိနာခံပြီးတော့ပုံသက်တည်ပြရမယ်စီကန်းနဲ့နေတဲ့မိသားစုကိုနေဦးသားနေလိုက်တဲ့အခါမှာသားသမီးကလည်းအဲ့ဒီထဲကနေပဲလာပြီးတော့သူလည်းတကယ်ကိုကောင်းကြီးခံစားပြီးတော့ဘဝကိုဖြောင်းဖြူးစွာနဲ့ဖြတ်တန်းနိုင်မှာဖြစ်တယ်ကလေးကိုလေ့ကျင့်ပြထောင်ပေးရမယ်နော်ဘယ်လိုတွေကမှလေ့ကျင့်ပြထောင်ရမလဲနေတတ်ထိုင်တတ်အောင်ဝတ်တတ်စားတတ်အောင်ပြောတတ်ဆိုတတ်အောင်လူမှုရေးမှလည်းပြောပြပေးရမယ်တချို့ကလေးတွေကအဖေမေတအားချစ်လွန်လို့ကြီးလာကြတယ်တခါမှမဆုံးမဘူးတခါမှလူလောကရေးရာအကြောင်းလူသူကြားထဲမှာပြောဆိုဆက်ဆံဖို့ရအတွက်မတွင်တင်ပေးတဲ့အခါမှာလူတွေရှေ့မှာအရှက်တကွဲအကျိုးနဲ့ဖြစ်တဲ့ချိန်ဖတ်ပဲတော့ဖြစ်တယ်ဒီလူကလူသားကြီးတာချိန်ကိုမစီဘူးဘယ်သူနဲ့မှမတည့်ဘုရားကျောင်းမှာလည်းဟိုလူနဲ့မတည့်ဒီလူနဲ့မတည့်ရက်ကွက်ထဲမှာလည်းဟိုအင်းနီနာချင်းမှာလည်းအမြဲတမ်းရဖြစ်ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းအလိုလိုက်ပြီးတော့အချက်ပဲခံနေရတော့အပေါ်တာပဲခံနေရတော့ပါဝင်ခြင်းမှာအစင်မပြေတဲ့နောက်ဆုံးဘာဖြစ်သွားတယ်လဲဆိုတော့မိဘပဲစိတ်ဆင်းရဲရတယ်သားသမီးကတော့မျက်နှာပြက်တာမျက်နှာပူရတယ်ဘာဖြစ်လဲဆိုတော့မိဘကကောင်းမှမတုံတင်တာဖြစ်တယ်အဲကြောင့်လူလောကတွေကိုသူဒိုးရတော့မှာဖြစ်တယ်လောကကြီးကိုသူကဖြတ်တန်းရတော့မှာဖြစ်တဲ့အခါမှာကျွန်တော်တို့ကောင်းဆုံးဘယ်လိုတုံတင်မလဲဘယ်လိုဆက်ဆံရေးမှာစာလည်းဖတ်ဖို့ရန်တို့လိုအပ်တယ်မိဘဖြစ်လာပြီဆိုရင်အမေလားအဖေလားအားတဲ့သူကစာကိုဖတ်ရမယ်သားသမီးကိုဘယ်လိုလောကရေးရလောကီနီတိဘယ်လိုဖြတ်တန်းရမလဲဘဝမှာမမျှော်လင့်နဲ့လဲကျလာတဲ့ချိန်ဘဝမှာအရှုံးပေးဖို့ရန်ကိုတတ်သိခြင်းလောက်အောင်ဖြစ်လာတဲ့အမှုရာတွေဂျုံလာခဲ့ရင်ဘယ်လိုလုပ်ရမလဲပြန်လဲထနိုင်အောင်ပြန်ပြီးတော့ကြမ်းကြမ်းခံအောင်ကျွန်တော်တို့စိတ်ဓာတ်တွေထည့်သွင်းပေးရမယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့အကောင်းဆုံးထည့်ထားပေးရမှာဖြစ်တယ်နောက်တစ်ခုကစီကန်းနဲ့ကြီးထွားစေဖို့ရန်အတွက်ဖြစ်တယ်ကျမ်းစာကဒီအရာကိုပြောထားတယ်ထွမြောက်အကျမ်း21 ကနေပြီးတော့ဆက်ခွန်ကြီးကျွန်တော်တို့ဖတ်မယ်ပြီးတော့တုတ်တန်ကျမ်းတောက်လျှောက်ဖြစ်တယ်နော်ဒီအရာတော့ထွမြောက်ရာ21 ကနေပြီးဆက်ဖတ်ကြည့်ရအောင်နော်မိဘကိုအတိတ်တော်တူဒီအတိတ်ချင်းကိုအမှန်ခံရမည်ဆိုတော့လူကိုခိုးတော်တူဒီရောင်းပြီးဖြစ်စီသူဣဒနာရှိပြီးဖြစ်စီအတိတ်ချင်းကိုအမှန်ခံရမည်ဆိုတော့ဟုတ်တယ်ဆက်ဖတ်မိဘကိုကျင့်စေတော်တူဒီအတိတ်ချင်းကိုအမှန်ခံရမည်မိဘကိုတတ်တဲ့သူကဘာဖြစ်တယ်လဲအတိတ်ချင်းပြန်ခံရမယ်လို့ပြောတယ်မိဘနဲ့နော်သားသမီးကတပြေးညီဖယားကထားတာဖြစ်တယ်သားသမီးကိုမဆုံးမခြင်းဟာကိုယ်တိုင်ကိုမဆုံးမတာဖြစ်တယ်အဲ့ဒါနဲ့အတူတူပဲတထပ်တီးသွားကြတာဖြစ်တယ်သားသမီးကိုဆုံးမတဲ့မိခင်ဖခင်ဖြစ်ဖို့ရတဲ့ဖယားအလိုတော်ရှိတယ်ကိုပြန်တတ်တာဖြစ်တယ်ဒီနေရာဖြစ်သားသမီးလည်းတည်တယ်ကိုလည်းတည်တယ်သားသမီးလည်းစီကမရှိကိုလည်းစီကမရှိကိုစီကမရှိတော့သားသမီးလည်းစီကမရှိကိုကမနေတတ်မထိုင်တတ်တော့သားသမီးလည်းအဲ့ဒီတိုင်းဖြစ်တယ်အဲ့လိုမိဘတွေကအတုံးမကြတော့သားသမီးလည်းအတုံးမကြအောင်အဲ့လိုဖြစ်သွားတယ်ဆိုတော့
ဒါကကြက်ရိုက်တယ်နော်ကြက်ရိုက်တယ်မိဘရဲ့မျိုးဆက်နဲ့ကိုကြက်ရိုက်တယ်အကျဉ်းဆုံးတွေလည်းပါလာတတ်တယ်ဒါကြောင့်ကျွန်တော်ဖျားသူတီးပြီးပြီဒီလိုကျွန်တော်တို့ကျန်းစာနဲ့လိလာပြီးပြီတီးပြီးတဲ့အတွက်ကြောင့်လုံးဝနှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ချီဆောင်ချင်းမလာသေးဘူးဆိုရင်ကျွန်တော်တို့ဖြတ်ကျော်ရအောင်မယ်ဘဝလေးကိုကောင်းကြီးခံစားရတဲ့မိသားစုဖြစ်အောင်ကိုသားသမီးတွေကိုကောင်းကောင်းပုံစံခွတ်သွင်းပြီးတော့ကျွန်တော်တို့လောကကြီးတွေကိုအသက်ရှင်ပန်းစေရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ဒူရီကျွန်တော်တို့ရဲ့ဆွေမျိုးတွေကျွန်တော်တို့ရဲ့သားသမီးတွေတုတ်တန်73 20ကိုဖတ်ရအောင်24တုတ်တန်73 24 ချိန်လုံးကိုမသုံးတော့သူသည်မိမိသားကိုမုန်းရာတို့ရောက်၏သားကိုချစ်တော်သူမူကားငယ်တော့အရွယ်မှစ၍ဆုံးမတတ်၏ဆိုတော့ချိန်လုံးကိုသုံးဖို့ဒီမှာတော့ရိုက်လို့ရှင်အခါတည်းနော်စီမတွေကပြန်ပြီးတော့ညင်သွားတဲ့အတွက်ကြောင့်တချို့မိပါတယ်လည်းပြဿနာတက်ကြရင်ပိုလိစ်မှာလည်းအဲ့လိုမျိုးဖြစ်တဲ့လေထားတယ်ဆိုတော့ဘယ်လိုဆုံးမလဲပညာသားပါဘယ်လိုဆုံးမတတ်ဖို့စီနေကနဲ့ဆုံးမတတ်ဖို့ရန်အတွက်လိုအပ်တယ်ဆုံးမတဲ့ပုံစံကနော်ပညာသားပါကျွန်တော်ဆုံးမရမယ်တခုခုကိုတန်ပေးတာလားတခုခုကိုဘယ်လိုဆုံးမမလဲတရားကိုလည်းကျွန်တော်တို့အောင်မိပါတွေကစဉ်းစားဖို့ဖြစ်တယ်ဆုံးမရမယ်ချစ်လဲချစ်တယ်လို့ဆုံးမရမယ်စီကနဲ့နော်သူကိုကြည်ပြင်းစေရမှာဖြစ်တယ်16ကိုပြန်ဖတ်ပါညော်ရစ်စရာရှိစဉ်အခါကိုသားကိုဆုံးမလို့သူ့ကိုအကျိုးနဲ့အောင်တနာတော့စိတ်မရှိစေနဲ့ညော်လင်းစရာရှိတဲ့အခါဆိုတာငယ်တဲ့အချိန်မှာဖြစ်တယ်ငယ်တဲ့အချိန်မှာမဆုံးမကြီးလာတဲ့အချိန်ပါမဆုံးမလို့မရတော့အရင်တော့အစာမပင်ရတယ်နော်ဓမ္မပင်ကတအားခါပြီးတော့ဟောဖြစ်နေတာအဲ့ဒါကိုစားလိုက်တော့ခါတယ်နော်ဒီအချိန်ရွယ်ကလေးကနှုတ်ပြပြီးတော့ချိုးတဲ့အပင်ကိုစိုက်လိုက်လို့ရှိရင်ချိုးတဲ့ဒီအသေးလေးစားမှာဆိုပြီးတော့ရတိတ်ကနော်ရတိတ်တို့စင်တဲ့ကဆုံးမကျွန်တော်တင်ခဲ့ရတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာပုံစံပြောင်းလို့ရတဲ့ချင်းပုံစံပေးလို့ရတဲ့ချင်းကဒီအရွယ်ပဲဖြစ်တယ်ငယ်တဲ့အရွယ်ဆုံးမတဲ့အရွယ်ရှိတယ်ကြီးသွားပြီဆိုမရတော့ငယ်လွန်းတဲ့ချင်းလည်းမရဘူးနော်ငယ်လွန်းတဲ့ချင်းလည်းမရဘူးဆုံးမလို့ကောင်းတဲ့အရွယ်ကတော့9နှစ်ကနေပြီးတော့10နှစ်ကြာပဲဖြစ်တယ်9နှစ်နဲ့10နှစ်ကြာတာဆုံးမလို့ကောင်းတဲ့အရွယ်ဖြစ်တယ်အဲ့ဒီချိန်မှာကောင်းကောင်းဆုံးမရမှာဖြစ်တယ်9နှစ်ကနေ10နှစ်အရွယ်မှာကောင်းကောင်းမဆုံးမဘူးဆိုရင်တော့အဲ့ဒါသွားပြီဘာမှကျွန်တော်တို့လူကြီးစိတ်ပေါက်သွားပြီကိုနော်ကမ္ဘာတင်တဲ့ခါလေးဖုန်းလက်ကောက်ပြီးရဲပါခေါ်နိုင်တယ်အကုန်လုံးသူသိနေဒီခေတ်ကလေးဆိုပို့ဆိုတော့အကုန်လုံးအင်တာနက်ကြီးပါချီတတ်နေစာရိုက်ပြီးတော့အကုန်လုံးသိတယ်စစ်တွင်နေကြကျွန်တော်တို့ကသာနည်းနော်ဟောဖြစ်တာကလေးတွေအရန်ကိုသူတို့ technology ဖြစ်တဲ့ခါမှာရန်ကို bright ဖြစ်တယ်နော်25ကိုပြန်ဖတ်ရအောင်မိုက်တော်တော်ဒီရဲ့သူငယ်ဤစိတ်နှလုံးထဲမှာထုတ်ထားလက်ရှိ၏သို့တော်လည်းဆုံးမသောကျင့်လုံးဒီသူတဘောကိုဝေးစွာနှင်တက်၏မိုက်တဲ့စိတ်နော်ကောင်းကောင်းမနေခြင်းစကားနားမထောင်ခြင်းဘူးပြောရင်ပြောတဲ့အတိုင်းမနေခြင်းနဲ့စိတ်တတ်တယ်နော်အပြစ်နဲ့မွေးဖွားလာတာဖြစ်တာဟုတ်ဆိုတော့မိုက်မဲတဲ့စိတ်တတ်တယ်အကျင့်စာတွေတတ်တယ်ကတခါတည်းရှိလာတယ်အကြောင်းမှာတငယ်ချင်းတွေနဲ့ပေါင်းသိခြင်းအဖြစ်တော်၎င်းစိတ်ထဲကနကိုစိတ်ကကိုကလူကမလိမ္မာခြင်းဒါကြောင့်ဘာလို့ရမလဲဆိုတော့လိမ္မာအောင်လူအရင်ကျင့်လုံးနော်ကျင့်လုံးလို့ပြောတယ်ကျင့်လုံးလေးသုံးပြီးတော့ကောင်းကောင်းဆုံးမတတ်ဖို့ရတဲ့ဖရားလူချင်းနဲ့ Texas ကအရင်ကလူတယောက်ကဆုံးမတာနော်တခါလေသူရဲ့ဆရာမအကြောင်းဆရာမကပြန်တွေ့ပြီးတော့တခါလေရုံရောက်တော့သူတခါလေရုံမှာခေါ်ခံရတယ်လို့ပြောတယ်တရားရုံမှာဆိုလားရောက်သွားတယ်တဲ့မင်းပါလို့ကလေးကိုရိုက်တယ်လေဥပဒေမသိဘူးလားဒီမှာဒီနိုင်ငံရဲ့ဥပဒေမင်းမလိုက်နာဘူးဆိုပြီးပြောတယ်သူကအဲ့ဒီကြမ်းချက်ကိုတေးချထောက်ပြပြီးတယ်ဒီမှာဖခင်ရဲ့နှုတ်ကပတ်တော်ကဒီဟာကနော်ပြောထားတဲ့အတွက်ကြောင့်ဒီတမန်တရားအရာအဆုံးမတာဖြစ်တယ်နော်နှုတ်ကပတ်တော်ကပြောထားတယ်ဘုရားကလည်းရုံမှာကရေးထားတယ်လေယောဟန်8:30ကို the truth shall make you free ဆိုပြီးတော့ the truth shall set you free ဆိုပြီးတော့ရေးထားတာတမန်တရားကိုသိချတဲ့ဖြစ်ထိုးတရားပြီးလေသိတော့ဘာလဲဒီမှာခင်ဗျားတို့လည်းဒီမှာတတ်တယ်ဆိုပြီးတော့သူအကြမ်းပိုက်တယ်ပဲထောက်တော့တရားသူကြည်လည်းယုံကြည်သူဖြစ်တော့ဘာဖြစ်လုံးလုံးစေသူကိုနော်ဘာမှမပြောတော့ဘူးလေကြည်အေးလိုက်တယ်လို့ပြောတယ်သူကအကြောင်းပြချက်အရန်ကောင်းလို့ပေါ့နော်အဲ့တော့ပြောပြချင်တာကပညာသားပါကျွန်တော်တို့ဆုံးကိုဆုံးမရမယ်
ဆိုးလာတဲ့ဆုံးမဖို့လိုတယ်ရိုက်ဖို့တံပေးဖို့လိုလာရင်အကောင်းဆုံးဘယ်လိုတံပေးမလဲဆိုတော့စဉ်းစားပြီးတော့ဆုံးမတတ်ဖို့ရန်အတွက်မိပါတွေမှာတာဝန်ရှိတယ်23ကနေ14ဖတ်ရအောင် ပညာအတတ်စကားကိုနားခံလို့သူငယ်ကိုမဆုံးမပဲမနေနဲ့ချိန်လုံးနဲ့ရိုက်တော်လဲသူဒီမသေးချိန်လုံးနဲ့ရိုက်၍သူ၏အသက်ဝိညာဉ်ကိုမရဏနိုင်ငံမှကဲနှုတ်ရမည်ဆိုတော့မရဲသွားမယ်ကိုကလေးဖြစ်နေမယ်ဆိုဘယ်လောက်အထိကျွန်တော်ဝန်နေစရာကောင်းလဲဒါကြောင့်မိဘကိုယ့်လက်ထဲမှာရှိနေတဲ့အချိန်မှာဖျားစကားကိုနားထောင်တတ်အောင်ဖျားကိုသိအောင်လိမ်မာတဲ့ကလေးဖြစ်အောင်ဘဝမပြည့်စည်အောင်ဒေချာကျွန်တော်တို့ဆုံးမအသွင်ပေးရမှာဖြစ်တယ်လိုအပ်ရင်ချိန်လုံးနဲ့တောင်းရမှာဖြစ်တယ်နော်ကောင်းကောင်းမွန်မွန်ကျွန်တော်တို့ဆုံးမလို့မရရင်နော်နားထောင်အောင်မှတ်အောင်ကျွန်တော်တို့ဒေချာကျွန်တော်တို့ဆုံးမတိုက်ရမှာဖြစ်တယ်29 15ကနေ19ခြေလုံးနဲ့ရိုက်ခြင်းသုံးနဲ့ဆုံးမခြင်းအဖြစ်ပြတာတူပွားတဲ့ တပိုင်းနေစေတဲ့ဒီအမိကိုအရှိခွဲတတ်၏တရားတော်သူတို့သည်များပြားသောအခါတွင်ကျူးချင်းအပြစ်တို့ပေါ်တတ်၏တို့ရာသူတို့ပစ္စည်းချင်းကိုဖြောင်းမတော်သူတို့သည်မြင်ရကြ၏သင်၏သားကိုဆုံးမလို့တို့ပြုလင်သူသည်သင်ကိုချမ်းသာပေးမည်သူများမကစိတ်ရှင်လန်းเสียအခွင့်ကိုပေးမည်သားသမီးတွေလိမ္မာလဲဆိုမိဘတွေကတော့သိပါမို့ကျွန်တော်တို့မိဘတော့မဖြစ်သေးတော့အရန်စိတ်ချမ်းသာတယ်အရန်ကိုကြည်လို့ရတယ်တဲ့နော်ဒါမှမဟုတ်မလိမ္မာလို့ရှိရင်တော့အဖေအမေကိုအရှိခွဲတယ်သားသမီးတွေဖြစ်မှာဒါမိဘတွေမျက်နှာပြတ်မှာဖြစ်တယ်ကိုသားသမီးကအင်မတန်မှလိမ္မာပြီးတော့တိုင်းပြုဖြစ်ပြုနော်အတင်းတော်မှာတော်လကောင်းရက်ွက်မှာတော်လကောင်းနော်တကယ်ကိုအများကျိုးအတွက်တည်ပို့ပြီးတော့လှုပ်ဆောင်နေတယ်ဆိုမိဘတွေအရန်ကုန်ယူမှာပဲလေဒါတော့ကိုသားသမီးကိုဆုံးမဖို့ရန်အတွက်လိုအပ်တယ်ချစ်တာကိုနေရာမရောက်ပဲနဲ့နော်ကျွန်တော်တို့ဆုံးမတာဖို့ရန်အတွက်လိုအပ်တယ်ချစ်တယ်ဆိုပြီးတော့မရိုက်ပဲနဲ့အလိုပဲလိုက်ပြီးတော့ဘာမှမပြောမဆိုပဲနဲ့မထားပါနဲ့ပြင်ဆင်ပေးဖို့ဖြစ်တယ်ဒီဓမ္မရာဇဝင်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာနော်ဓမ္မရာဇဝင်ပထမစာဆောင်တင်မှာဟာနာကသူဆူတောင်းတယ်နော်အဲ့ဒီထဲမှာအဲ့ဒီချိန်မှာဘာဖြစ်ခဲ့တယ်လဲဆိုတော့ဘုရားသခင်ရဲ့ပြတိတော်ကမရှိတော့အေဒီမိသားစုယေဘရဟိနော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကြမမဆုံးပါဘူးသူသားသမီးတွေနော်ပိမှန်တော်မှာလာကြတယ်ရေပူစော်ဖို့ရန်ဘုရားတော်မပူစော်သေးဘူးသူတို့ကိုအရင်ပေးဖို့ရန်တောင်းပြီးစားကြတယ်ပိမှန်တော်မှာလာတဲ့သူတွေနဲ့တရားတော်မိထုံပြမှားကြတယ်ဒီလိုနေကြတဲ့အခါမှာငါသားတို့မကောင်းဘူးဒီလောက်ပဲပြောတယ်ဘာမှကြမမဆုံးပါဘူးငယ်ကလေးကလည်းတေချာမဆုံးပါတဲ့အခါမှာဘုရားဘာသာအတော်တော်ထွက်တယ်သားသမီးတွေဆိုးတဲ့အတွက်ကြောင့်သူ့ရဲ့အိမ်တော်သူ့ရဲ့နော်ပြပူဆိုတဲ့နေရာကလုံးဖျားတော်မှာစကားမပြောတော့ရှမွေလာလေဘယ်လိုဖြစ်ကြလဲဆိုတော့ဖျားကသူ့ကိုစကားပြောတယ်ငယ်ရွယ်နေပြီမဲ့နာခံမှုရှိတယ်ဘာလို့နာခံမှုရှိလဲဆိုတော့သူမိဘကကလေးမရခင်ကလေးကိုပါစိတ်ကထားတာဖြစ်တယ်အဲကြောင့်ပေကန်ထင်းချောင်းကြီးမှာအဓိကစိတ်ကချင်တာအရေးကြီးကလေးယူတော့မယ်ဆိုရင်မယူခင်ကလေးကစိတ်ကပူရလာတဲ့ကလေးပိုရှမ်းဆိုခဏသူတက်တိခါနေမိမနဲ့ပထမဦးဆုံးညမှာမပေါင်းခင်ကကြိုတင်ဆူတောင်းတယ်ဆရာသိကောင်းတယ်လို့အဲ့ဒါတေချာဆူတောင်းတယ်သွေးသားတွေကိုလည်းကောင်းကြည့်ပေးတယ်ရလာတဲ့ခရီးလေးဒီလိုဖြစ်ဖို့ရန်အတွက်ဖယားထားအနန္တာတယ်ဒါဓမ္မရာဆိုရင်တိမှာကျွန်တော်ဒါပဲတိရတိအကြံအစီရှိတယ်ကြိုတင်ပြီးတော့ရည်ရွယ်ချက်ရှိတယ်အတိတ်ပဲရှိနေခလေးကိုမွေးဖို့ရန်အတွက်ဟာနာကသူကဆူတောင်းမှာဖြစ်တယ်နော်ကျွန်တော်တို့ဒါကြောင့်သားသမီးတွေတယောက်ပြီးတယောက်မွေးတယ်ဘာမှအကြံစီမရှိဘဲနဲ့ဒီတိုင်းပဲမွေးဖွားတာကရည်ရွယ်ချက်မရှိဘဲနဲ့နော်ရည်ရွယ်ချက်မဲ့မွေးဖွားတာမဖြစ်စေဖို့ရန်အတွက်ဖရားအလိုတော်ရှိတယ်ကြံစီရှိရကိုသားသမီးဘာဖြစ်ရမလဲဘယ်လိုပုံစံဖြစ်လာမလဲနောက်အနာဂတ်မှာဘယ်လိုဖြစ်ရမလဲဆိုမိဘတွေကဦးတည်ပေးရမယ်ညာလန်းကြောင်းကိုတဲ့မှပေးရမှာဖြစ်တယ်သူသွားရမယ်လားဘယ်ကိုသွားမလဲဘယ်လိုပုံစံဖြစ်စေချင်တယ်ကိုသားသမီးကိုကြိုတင်ပြီးတော့ဆူတောင်းရမယ်မရခင်ကလေးကိုပါဒါကြောင့်ဒီအရာကမင်္ဂလာဖြစ်တယ်ယောရှု24:15ကိုကြည့်တဲ့အခါမှာငါနဲ့ငါအိမ်သူအိမ်သားဖြစ်ရင်သာရဖျားကိုပဲကိုးကွယ်မယ်ဆိုပြီးတော့ယောရှုကပြတ်သားသူရပ်တည်ပြီးတော့ပြောခဲ့တယ်အဲ့လိုကျွန်တော်တို့မိသားစုကလေး
နော်ဖះအလိုလိုရှိတဲ့အိမ်ထောင်မိသားစုဖြစ်ပွင့်အတွက်ဆက်ကချင်းလိုအပ်တယ်တရားဟောရတဲ့25ကိုဖတ်မယ်360ကိုဖတ်မယ်ဘူရုကလည်းအန်တီကိုဆောင်၍ဖျားသခင်နိုင်မအဲ့ရသေးသောသူရှိလျက်မိမိအိမ်သို့ပြန်၍အပ်ပလေးစေသို့မဟုတ်စစ်တပ်ရာတွင်ပေ၍အခြားသောသူသည်ထိုအိမ်ကိုအပ်လိမ့်မည်ဟုဆိုရင်စရာရှိ၏အိမ်တိတ်ကိုဘာဖြစ်တယ်လဲစောက်ပြီးတော့ဖျားထံမအပ်ဘူးဆိုရင်ပြန်အပ်ဖို့မအပ်ပဲနဲ့စစ်တိုက်မသွားဖို့နော်စစ်ဝန်ထမ်းတွေအတွက်အထူးသဖြင့်ပြောထားတာဖြစ်တယ်။အိမ်သစ်ဆောက်တယ်ဘုရားထံမှာအနံဆက်ကချင်းပြောတာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ထံဆက်ကအနံချင်းဟာဘုရားရေးကြည့်တယ်ကျွန်တော်တို့ယုံကြည်သူတွေကလေးဆက်ကအနံချင်းကိုပြုလုပ်တတ်ကြတယ်အင်မတန်မှကောင်းတဲ့အရာဖြစ်တယ်။ဤသီလလူမျိုးတွေလည်းဒီလိုပဲကလေးအနံဆက်ကချင်းသူတို့ပြုလုပ်တတ်တယ်။363ဖာရအောင်နွား2000သူတသိန်း1000ဒီကိုထောရပြမိတာယောဒီပူဇော်တပိထောရပြအင်တော်ကိုအနုမောဒရာပြုကြ၏ဆိုတော့အနုမောဒနာဆိုတာဘာကိုပြောတာပူဇော်တယ်ဘာကိုပြောတာစက်ကတာပူဇော်တာကိုပြောတာဖြစ်တယ် dedication လို့ပေါ့စက်ကချင်းအနံချင်းကိုပြောတာဖြစ်တယ်ဘုရားသခင်ရဲ့ပိတ်မှန်တော်ကိုစောက်လို့ပြီးသွားတဲ့အခါမှာနဲတာမဟုတ်ဘူးနော်နားနဲ့တောင်းတတ်တယ်ဆိုတာနော်ဆိုတော့မလွယ်ဘူးဆိုတော့ဘုရားရဲ့ပိတ်မှန်တော်ကိုစက်ကအနံချင်းကိုသူလုပ်တယ်ဒီမှာလဲအင်ကိုစက်ကအနံချင်းကိုဘာဖြစ်တယ်လဲလုပ်ရမယ်အိမ်ထောင်မိသားစုကလေးတယောက်ရလာတယ်မယူခင်ကလေးကနော်ကိုဝင်ရှိတဲ့ချိန်မှာစက်ကအနံပူရလာပြီးလဲစက်ကအနံပူရန်အတွက်လောက်ဖို့ဘုရားသခင်ကအလိုလိုရှိတယ်စက်ကအနံချင်းမရှိဘူးဆိုရင်နော်ကိုနဲ့မဆိုင်တဲ့တူတွေကပဲနော်အသုံးပြုပြီးတော့မတရားတစ်ဖြစ်လေယူသွားနိုင်တယ်နော်အမျိုးမျိုးဖြစ်သွားနိုင်တယ်ဒါကြောင့်စက်ကအနံပို့ပြောထားတယ်ဤတေလာလူမျိုးတွေဆိုတော့မိမတော်ယူလို့ရှိရင်အတူပေါင်းသိမ်းပြီးတော့နေကိုနေရမယ်အဲ့လိုမနေသေးပဲနဲ့စစ်တိုက်မထွက်သွားဖို့ရန်အတွက်ဘုရားသခင်ကပြောထားတယ်စစ်တိုက်ထွက်သွားလို့ရှိရင်တခြားလူကမင်းတိုက်ပွဲမှာတင်သည်နော်တခြားလူကမင်းမကိုတင်သွားနိုင်တယ်လို့ပြောတဲ့တိုင်ဒါဝိမင်းကြီးရဲ့တက်တာမှာဘာဖြစ်တယ်လဲဆိုတော့ဥရိယဟာကျမ်းစာကိုလေ့လာတဲ့သူတွေရဲ့ပြောချက်အရသူမိမနဲ့သူလက်တော်ထပ်တယ်အတူမနေပဲနဲ့စစ်ကိုသွားတိုက်တယ်ဒါဝိနဲ့သူနဲ့ပြစ်မှားရခြင်းဖြစ်သွားတယ်နာမည်တော့ခံထားတာပေါ့အဲ့လိုမျိုးဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်တို့ဒီစက်ကအနံချင်းကလေးကိုစက်ကအနံပေးပါဝင်လာပြီဆိုရင်ဘုရားသခင်ရဲ့လက်ထဲမှာအနံပေးဖို့ဖြစ်တယ် instruction ဆိုရင်ညွှန်ကြားပေးခြင်းသိလို့အပ်တယ်တုတ်တန်ချာ26ကိုကျွန်တော်တို့ဖတ်ရအောင်ညွှန်ကြားပေးရမယ်သူနဲ့တော့ရလဝတိုင်းဆုံးမတုံတယ်တော့တို့ပြုလေသူဒီအိုတော့အခါသူလမ်းပါမလွဲလိုက်သွားလိမ့်မယ်ဆိုတော့သူငင်သွားရလမ်းဝဘယ်မှာလဲသူ့လမ်းဝကနော်ဘယ်ကိုသွားနေတယ်လဲဆိုတော့ကျွန်တော်တို့ကြည့်ရမယ်သူငယ်ကလေးကနော်ဒီကြီးပြင်းလာတဲ့အချိန်ငယ်ကလေးကကြီးပြင်းလာတဲ့အချိန်မှန်ကန်တဲ့လမ်းကိုသွားနေပေါ်ရန်အတွက်ဘာဖြစ်တယ်လဲဆုံးမတုံသင်ပေးရမယ်။အိုတော့အခါကြီးလာတဲ့အခါမှာအဲ့ဒီလမ်းကနေမလွဲအောင်သူလိုက်သွားမှာဖြစ်တယ်။ဖះကိုတီးအောင်ဖះအလိုတော်တိုင်းအသက်ရှင်ရှောင်လန်းနိုင်အောင်မိဘတွေကညွှန်ကြားပေးရမယ်ဒီလိုအသက်ရှင်ဖို့ဒီလိုမရှင်ဖို့ဥပမာကဲတင်ချင်းဆိုရင်ကဲတင်ချင်းအကြောင်းကိုခလေးကိုဘယ်လိုပြောပြအဲ့ဒါကိုလည်းစဉ်းစားမှာဖြစ်တာညွှန်ကြားတာဖြစ်တယ်ခလေးနားလေအောင်ဘယ်လိုပြောပြမလဲယေရှုခရစ်တော်ဖခင်ကလွယ်ပြီးတခြားဖခင်မရှိတဲ့အကြောင်းပြောပြရမယ်တခြားဖခင်တွေအများကြီးပဲယေရှုခရစ်တော်ဖခင်တာလည်းကောင်းကင်နိုင်ငံကိုပို့နိုင်တဲ့အကြောင်းတခြားလမ်းမရှိတဲ့အကြောင်းယောဟန်
ဆက်ချောက်လေးငါကိုအမိမပြောစံတဲ့သူမှခမီးတော့ကောင်းတင်နိုင်မရောက်နိုင်တဲ့ကြောင့်ဒါရီရိုးရှင်းစွာနဲ့သူနားလည်နိုင်အောင်တေးချပြောပြဖို့လိုအပ်တယ်အပြစ်ဆိုတာပါလေကျွန်တော်တို့လည်းမနေ့ကိုကျန်းစာတင်မိကျန်းစာလေးနားပြီးတော့တေချာလုပ်တယ်လို့ခလေးတွေကလည်းသိအောင်ကျွန်တော်ပြောပြမယ်အပြစ်ကိုမုန်းဖို့ဖျားချစ်တဲ့အရာကိုချစ်တတ်အောင်ဖျားမုန်းတဲ့အရာကိုမုန်းတတ်အောင်ဘာဖြစ်တယ်လဲဆိုတော့သူ့ကိုညွန်ကြားပေးရမယ်ဒီတိုင်းပတ်စံနဲ့ပြောလို့ပဲတိတတ်အောင်ပိုင်းခြားတတ်အောင်ရွေးတတ်အောင်အခုဒီကျောင်းမှာဆိုအရန်တင်ပြကောင်းကြတယ်ဆရာမတွေနော်ဒီချာ practical နဲ့ဒီချာလုပ်ပြတယ်ပုံဥပမာတွေပေးတယ်ကြောက်ခဲလေးတွေလုပ်တယ်ဟိုကပုံတွေဆွဲခိုင်းတယ်အဲ့လိုလုပ်ကြတာအဲ့ဒါကြောင့်သူတို့တအားတော်ကြတာကျွန်တော်ဝิญဉ်ရေးရမှာလေသားသမီးတွေကိုဒီချာပြောပြပေးနေတာနဲ့နောက်တစ်ခုကတော့လှုပ်ဆော်ပေးရမှာဖြစ်တယ်ဘုရားအလိုတော်တိုင်းအသက်တာမှာလက်တွေ့အသက်ရှင်နိုင်အောင်လှုပ်ဆော်ပေးဖို့ motivation လို့ခေါ်တယ်ကြွအောင်လှုပ်ဆော်တဲ့ဘယ်လိုလှုပ်ဆော်ပေးမလဲဘုရားစကားနားထောင်သားသမီးကိုကျွန်တော်တို့ဘယ်လိုလှုပ်ဆော်ပေးမလဲပြောကြပါအဲ့ဒါတော့တရားနဲ့တရားနီးတူမှာပေါ့ကျွန်တော်တို့စိတ်အားထက်သန်မှုရှိအောင်ကိုလှုပ်ဆော်ပေးဖို့ဖြစ်တယ်စိတ်အားထက်သန်မှုမရှိဆိုဘာမှလုပ်ချင်မှာဘုရားကျောင်းသွားတာပြင်းနေဆိုတဲ့ခံစားတဲ့စိတ်ရှိသူသွားချင်တော့ဘုရားကျောင်းကိုသွားတာကိုပျော်နေအောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲသားသမီးကျမ်းပိုက်ဆိုရတာကိုပျော်နေအောင်ကျွန်တော်တို့ဘယ်လိုတွန်းတင်မလဲဘယ်လိုလှုပ်ဆော်ပေးမလဲဘုရားကိုချစ်ချင်း၌မွေ့လျော်တောင်ဘုရားတရားဘုရားဝတ်၌မွေ့လျော်တတ်ပြီးတော့အဲ့ဒီစိတ်နော်အဲ့ဒီမွေ့လျော်ခြင်းရဲ့အနှစ်သာရကိုနားလည်ပြီးတော့ပျော်တတ်အောင်ဘယ်လိုကျွန်တော်တို့သူ့ကိုစိတ်အားထက်သန်မှုကိုဖြစ်စေအဲ့ဒါလေဒါအရေးကြီးတယ်သားသမီးကိုကျွန်တော်တို့ကောင်းကောင်းပြောပြတတ်ဖို့ရန်တွေ့လို့တယ်ဒါကြောင့်မိဘတွေဟာအိမ်မထာမကိုအရေးကြီးတဲ့သူတွေဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ကိုနော်အတိတ်ပဲရှိရှိနဲ့ဘုရားပုံတော်ထင်ရှားတဲ့မိသားစုဖြစ်အောင်လောကမှာအသက်ရှင်စေခြင်းနဲ့အမှုမဲ့မမဲ့ကျွန်တော်တို့အသက်ရှင်ဖို့ဘုရားအလိုတော်မရှိဘူးထာဝရကာလကိုကျွန်တော်တို့ခရီးသွားနေတဲ့သူတွေဖြစ်တယ်နံပါတ်1အနေနဲ့သားသမီးကိုဆုံးမတွင်တင်ဖို့ရအတွက်တပြင်းရရှင်ကြီးကပြောတာနော်တနစ်ကနေပြီးတော့9နှစ်ထိနော်ဒါကတော့ဒီအချိန်ကစအောင်နော်တနစ်ကနေပြီးတော့9နှစ်အထိကတော့ဆုံးမတွင်တင်လို့လည်းမရဘူးတဲ့ဒီအရွယ်ကဘာလုပ်ရမလဲဆိုတော့ပြုစုရရမှာလို့သိတဲ့အတိုင်းချစ်သူနော်ချစ်သူတယောက်လို့ကျွန်တော်တို့ပြုစုရမယ်ပြုရမယ်ကျင့်နာရမယ်ပြေးဖို့ရမယ်မိဘမြတ်တာကိုကောင်းကောင်းပြရမှာဖြစ်တယ်ဒါကမိဘတိုင်းကမပြောရင်လည်းလုပ်တယ်အားလုံးသိတယ်နံပါတ်2က9နှစ်ကနေ10နှစ်အထိကတော့စီကံနဲ့ဆုံးမရမယ်စီကံတမပေးပါကလေးကိုချိုးချင်ယူခိုင်းတစ်လုံးဆိုတစ်လုံးနှလုံးဆိုနှလုံးအဲ့လိုအခါလေးချိုးချင်စားပါဆိုပြီးတခါလေးပကံပြအကုန်လုံးနဲ့ပုံပေးပြီးတော့တခါလေးအဲ့လိုလုပ်တာမဟုတ်ပဲတိတိကျကျတတ်တတ်မှန်မှတိကျအောင်ပြောဖို့ကိုလုပ်ခိုင်းနေဆိုလဲအနေရောင်ဆိုအနေရောင်ပြရောင်ဆိုပြကောင်းကောင်းစီစနေကြကြနဲ့နော်နေထိုင်သွားလာတတ်အောင်အသက်ရှင်တတ်အောင်ပြောပြပေးရမယ်ဒီရှင်ကြီးကပြောထားတယ်ဒီကြားထဲမှာရိုက်တင်နေရိုက်ရမယ်အရွယ်ဖြစ်တယ်ငါဒီကန်စင်တဲ့အရွယ်ကနော်ဆုံးမလို့ကောင်းတဲ့အရွယ်ဖြစ်တယ်10နှစ်ကနေပြီးတော့ကြီးတဲ့အထိကတော့နော်အသက်ကြီးတဲ့အထိ10နှစ်ကနေပြီးတော့ကတော့တငယ်ချင်းလိုပဲပေါင်းသိမ်းတော့ပါတငယ်ချင်းကောင်းလို့ပေါင်းသိမ်းလို့ဖြစ်တယ်ကြီးသွားပြီဆိုပြီးတော့ပြိုဖြစ်ပြီးဆိုတော့ကိုသားကိုသမီးကိုဒီတိုင်းပြစ်မထားနဲ့အဲကြောင့်ဘုန်းကြီးကဆိုတော့ကားမောင်းကြတယ်ခက်ပါဆိုကျွန်တော်တို့မိသားစုကငယ်ချင်းလိုပဲသိကောင်းတယ်လူနေရမှာဖြစ်တယ်ငယ်ချင်းလိုပုံလေးလေးပြောเสียဆိုเสียရှင်ပုံလေးလေးပြောပြီးတော့ကိုသားသမီးရဲ့စိတ်ထဲမှာအဖေကိုအားနာပြီးတော့အမေကိုအားနာပြီးကြောက်ရွံ့ပြီးတော့မပြောရဲမဆိုရဲတော့အောင်ခံစားချက်တည်ရှိပြီးတော့ကိုယ်ရမှာပေါက်ခရလို့သွားလိမ့်မယ်အဲ့လိုမနေဘူးဆိုရင်ဒီအရွယ်မှာကောင်းကောင်းသူ့ကိုဆုံးမတွင်တင်ရမလို့10နှစ်အထက်ပြီးသွားရင်တော့သွားမဆုံးမလို့သွားမရိုက်တော့နဲ့အကြက်လက်ကင်လို့မရတော့ဘယ်လိုလုပ်ရမလဲကောင်းမကောင်းခွဲခြားပြတာဖြစ်သမီးဒီလိုနေရင်ဒီလိုဖြစ်မယ်
ဒါဒီလိုလှုပ်လိုက်လို့ရှင်ဘဝရှေ့ရေးမှာအနာဂတ်မှာဒီလိုဖြစ်လိမ့်မယ်ဒီဟာတောက်လို့ရှင်ဒီလိုဖြစ်မယ်ဒီဟာသုံးလို့ရှင်ဒီလိုဖြစ်မယ်အမှားအမှန်ကြိုးကြောင်းမှန်ကန်မှုကိုခွဲခြားပြတာပြီးတော့ကျွန်တော်တို့ပြတာပေးရမှာဖြစ်တယ်ပြောပြပေးရမှာဖြစ်တယ်အဲ့ဒါမှသာလေသူကစုံအဲ့ဒီကောင်းတဲ့အရာကိုရွေးတတ်အောင်အကြံဉာဏ်ကောင်းပေးဖို့ဖြစ်တယ်ကြံဉာဏ်ကောင်းဖြစ်တယ်ဒါကြောင့်အရင်ကလူတယောက်ကသူသားကျောင်းစတဲ့တော့လူပြပေါက်စားလည်းဖြစ်တော့ဒီစိတ်နဲ့ဒီပါတောက်တန်နေပြီးတော့ကြားတော့တနည်းကြတော့အဖေကကျောင်းပိတ်တင်ရမယ်သူသားကိုနော်ခေါ်လာပြီးတော့ဆိုင်တဲ့ဆိုင်မှာတခုခုစားရင်းနဲ့ဆုံးမတာပေါ့နော်ဒါအဖေဒီလိုကြားတယ်အဲ့ဒါဟုတ်လားပြီးတော့ဒါတကယ်လို့တောက်တယ်ဆိုရင်ဘယ်လိုအရသာခံစားရတယ်လဲဘာဘယ်လိုဖြစ်တယ်လဲပြောပြပါအောင်နော်အေးဒါလေဒါစိတ်လေးတောက်တာတတငယ်ချင်းကြီးတောက်ပြီးတော့သူတို့တတင်းတောက်ခိုင်းလို့စမ်းကြည့်ပါဆိုတော့စမ်းကြည့်တာပါဘာမှအရသာမရှိဘူးလေဒါကလေတင်းရောင်ပြီးရတော့နော်ဒီလိုဖြစ်တယ်ဆိုရင်ပြောအေးဒါအဲ့ဒါတောက်တာကဒီလိုဖြစ်တယ်ဒါတောက်လို့ရှိရင်အဆုတ်အတွက်မကောင်းဘူးဒါတောက်လို့ရှိရင်အဆုတ်မကောင်းလို့ဆိုပညာသင်လို့မရတော့ဘူးငွေချင်းလည်းကုန်လာမယ်ရေရှိဆိုတော့တူသွားနိုင်တယ်ဒီလိုဖြစ်တဲ့ကျမရဲ့အတွက်လည်းမကောင်းဘူးစီးပွားရေးအတွက်ငွေကြီးပါလို့အပဲထိခိုက်တယ်ပါအကျိုးမှမရှိဒီစိတ်လေးတောက်ခြင်းအဖြစ်အကျိုးကြောင့်သူကောင်းကောင်းပြောပြပြီးတော့လုံးဝတားမတောက်တာကောင်းပါလေဆိုပြီးတော့တေချာတို့ဖေပြောကြလိုက်ဘလုံးမသူမတောက်ဆိုပြောပြချင်တာကငွေချင်းကောင်းလို့သူ့ရဲ့ခံစားချက်ကိုအပေါ်မှာမရှက်တမ်းမကွယ်တမ်းမကွက်တမ်းပြောပြနိုင်တော့အောင်ကိုကလက်ပွန်းတည်းတာသမီကြီးလာတဲ့အချိန်မှာလည်းငယ်ချင်းပုံလေးလေးပြောပြတတ်ပေးဖို့ပေါင်းသိတတ်ပေးဖို့ရန်အတွက်လိုတယ်အဲ့လိုပေါင်းသိပေးသူအသက်ကြီးတည်တည်ဦးရဲ့အထိအမြဲတမ်းကိုအမြဲတမ်းငယ်ချင်းကောင်းတယောက်လိုပဲပေါင်းသိပြီးတော့ရိုးတည်ပြီးတော့အဖေကိုချစ်ခင်နေတာဖြစ်တယ်မိကိုမြန်လို့နေတာဖြစ်တယ်ဆိုပြီးတော့ဒါရဲ့နော်ပညာရှင်တွေကပြောထားတာဖြစ်တယ်တနည်းကနေ9နှစ်တည်းကတော့ချစ်သူလို့ပေါင်းမှာ9နှစ်ကနေ10နှစ်တည်းစီးနဲ့ကနေကြောက်မှပြီးတော့ကြမရိုက်ပြီးတော့တုံတင်ဆုံးမှာဖြစ်တယ်10နှစ်ကနေပြီးတော့ကြီးတဲ့အထီးကတော့လုံးဝရိုက်ဖို့မဟုတ်ဘူးကောင်းမကောင်းသေးချောက်ပဲချတတ်အောင်တုံတင်လမ်းပြပြီးတော့အကောင်းကိုရေးတတ်ငယ်ချင်းကောင်းတစ်ယောက်လုံးပုံနေနေပေါင်းတင်ဖို့ရဖြစ်တယ်ဆိုပြီးတော့နော်ပညာရှင်တွေကပြောပါတယ်တိတ်အရေးကြီးတဲ့အရာဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်အဲတော့ကျွန်တော်တို့တက်တာမှာဘုရားသခင်ကမိသားစုကိုသူ့ရဲ့စီလုံးချင်းသူ့ရဲ့အလိုတော်အကြံစီတော်ပြည့်စုံစေခြင်းနဲ့မိသားစုအဖြစ်အသိတော်ကိုကောင်းချီးခံစားစေခြင်းနဲ့မိသားစုအဖြစ်ကိုယ့်ရဲ့ရရွာကိုယ့်ရဲ့မြို့ရွာကောင်းချီးခံစားစေခြင်းနဲ့ကျွန်တော်တို့မိသားစုအဖြစ်နိုင်ငံကောင်းချီးခံစားစေခြင်းနဲ့မိသားစုအဖြစ်တကဘာလုံးကောင်းချီးခံစားစေခြင်းနဲ့ဘုရားသခင်ကအာဗြဟံရဲ့မိသားစုကိုတုံ့ပြန်ပြီးတော့နော်တကဘာလုံးကောင်းချီးခံစားလို့ဒါလည်းကျွန်တော်တို့မိသားစုအဖြစ်ဖယားအမှုတော်မှာမပါဝင်ပြကြတော့ပြီးဝင်ခဲ့တဲ့တရားချေပြဖို့လှုပ်ဆောင်တဲ့မိသားစုဖယားဘုံတော်ထင်ရှားနော်ဖယားရဲ့ကောင်းမြတ်ခြင်းနော်တက်တေခါရဲ့မိသားစုဖြစ်အောင်တည်ရှိဖို့အရောက်စီတဲ့ကိုပြောရှိတဲ့အကောင်းကြီးပါစေအာမင်